ချင်းတွေကိုကျွန်တော်ထားခဲ့ပြီးမှဖခင်ရဲ့စိတ်မျက်မှောက်မှာအိုကူတော်ကြောင့်တာဆိုပြီးမှအိုဖခင်သခင်ရဲ့မဆချင်းကြောင့်တာကျွန်တော်ဒီနေ့နှုတ်ထားခွင့်ရတယ်ဆိုတဲ့ကြောင့်ကိုကျွန်တော်ရေရုပ်တော်ကိုချီးမွမ်းပြီးမှကျွန်တော်တို့အသက်တာကိုဆက်ကကြရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားကောင်းမြတ်ပါတယ်ကျွန်တော်တို့အပေါ်မှာအိုကိုရောရှင်ကျွန်တော်တို့ကိုအိုအေးစခွန်ပြီးမှကိုရောရှင်အိုမူလင်းချင်းကြောင့်လည်းမဟုတ်ပါဘူးကျွန်တော်တို့ကိုရောရဲ့မဆချင်းကြောင့်တာကျွန်တော်တို့နှုတ်ထားခွင့်ရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကိုရောကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့တက်တာပေါ်မှာကိုရောရှင်ပါဗျာဒီနေ့မှာကျွန်တော်တို့ရဲ့တက်တာတည်တည်ကိုရောရှင်စီမျက်မှောက်မှာကျွန်တော်တို့ဆက်ကပ်ပါတယ်ကျွန်တော်တို့ရဲ့ဖြစ်ချင်းတွေကဘာမှကိုရောရဲ့စီမျက်မှောက်မှာကိုရောရဲ့မျက်နှာကိုကျွန်တော်မရနိုင်ပါဘူးโอ้วิญญาณတော်ဘုရားကျွန်တော်တို့ကိုမဆတော်မူပါโอ้ကျွန်တော်တို့ကိုတမ်းပြတော်မူပါโอ้ဟာလေလုယာဟာလေလုယာကိုရောရှင်ပါဘုရားဒီလိုတင်တယ်ကျွန်တော်တို့ရဲ့တက်တာမှာကိုရောရဲ့ကောင်းမြတ်ခြင်းတွေကိုမယူတော့နိုင်အောင်များပါတယ်ကိုရောအရောက်ချင်းစီတိုက်ကိုရောစကားပြောတော်မူပါအတက်တာဒီကိုစက်ကပါတယ်ကိုရောရှင်ပါဘုရားSoir de notre et c'est un élément tabou et c'est un élément tabou pour les chiens dans les mohobou pour oyer sans chanter chiens dans la petite et sous l'eau la santé Bien primaloni Iduko Sejimwa Jinaima Niwata goya nyanete Niwata goya nyanete Eifoswa Eisenete Ayong umane manu tawala Manu tawala Misit malamaticha Malamaticha Jam ho, to know ye bois. Oh, do jam da. Ibu kempe tokilo. Ibu kempe tokilo. Iko bang man zong hike. Lupa o nang manong game na hang beki. Rom the kin hui nong di sa. Quam ta kin hong pai chena angena malo nang hang beki ese tai le manu tabu ese tai le manu tabu olin chin jang le mo bu uro ye sam xiao ti chin jang ta pi ti La bielle pi maloni Jisudo Sejimwa Sindaima Imu kempel kapelai Imu kempel tokilo Singko fang man zong hike Lupa o nang manong kem na hang beki Malo nung Japani Angena Yung malo nung Japani ကျွန်တော်တို့စိတ်နှလုံးထဲမှာကျွန်တော်တို့စဉ်းစားဖို့ရပြီဘုရားသခင်ရဲ့ကိုယ်ကာမအစချင်းတင်းရဲ့အသက်တာပေါ်မှာစဉ်းစားကြည့်ကြပါဒီနေ့ဒီမိနစ်မှာကျွန်တော်တတ်နိုင်ခြင်းကြောင့်ကျွန်တော်တို့စဉ်းစားတတ်ကြတယ်
မနဲ့မိုးလင်းပြီးမှထတာလဲကျွန်တော်တို့ပုံမှန်အတိုင်းပဲထင်နေတတ်ကြတယ်ဒီကနေ့ကျွန်တော်တို့အသက်တာဖျားပြုတ်တဲ့အမှုကိုကျွန်တော်တို့နေ့ရက်တိုင်းမှာကျွန်တော်တို့ခံစားရတာဖြစ်တယ်စဉ်းစားကြည့်ကြပါဟာလေလုယာစဉ်းစားပါဖျားရဲ့ကောင်းမြတ်ခြင်းတွေညီဝန်တာညီထွတ်တာပုံမှန်လို့ကျွန်တော်တို့ထင်တတ်ကြတယ်ကျွန်တော်တို့စားနိုင်တောက်နိုင်တာနူးထခွင့်ရတာမနဲ့မိုးလင်းလို့ကျွန်တော်တို့နူးထားတာကျွန်တော်တို့ပုံမှန်လဲပတ်နေကြလို့ကျွန်တော်တို့ထင်တတ်ကြတယ်ဖျားသခင်ရဲ့ကိုယ်ကာမဆာခြင်းကိုကျွန်တော်တို့အသက်တာမှာပြန်လဲစဉ်းစားကြည့်ကြပါကြီးကျူးတော်ချီးမွမ်းပါဟာလေလုယာကြီးကျူးတော်ချီးမွမ်းပါဖျားသခင်တကယ်ကောင်းမြတ်တယ်ကျွန်တော်တို့ပေါ်မှာအာမင်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 ဟာလေလုယာကိုရောကောင်းမြတ်ပါတယ်ကျွန်တော်တို့ပေါ်မှာမရည်သွက်နိုင်အောင်ကိုရောကျွန်တော်တို့ပေါ်မှာကောင်းမြတ်ပါတယ်ကိုရောနဲ့အတူစီးခြင်းကိုကျွန်တော်တို့လိုအပ်ပါတယ်ကိုရောနဲ့အတူစီးခြင်းကကျွန်တော်တို့ကြောက်ရွံ့ခြင်းတွေကိုဖယ်ရှားတာဖြစ်တယ်အာမင်ဝိညာဉ်တော်ကျွန်တော်တို့စကားပြောတော်မူပါကျွန်တော်တို့ကိုရောရဲ့ရှိမျက်မှောက်မှာမစုံလင်နိုင်ပါဘူးကိုရောကသာလင်ကျွန်တော်တို့ကိုစုံလင်စေတော့ဘုရားဖြစ်တယ်အိုးဟာလေလုယာတက်တာကိုအိုးတက်တာတိုင်းကိုတို့လည်းတော့အနာပါတယ်ဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုလမ်းပြတော်မူပါအိုးကြီးတော်ကြီးမွန်ကြပါဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုကျွန်တော်ဝန်ခံဖို့ရအတွက်ဖြစ်တယ်ကိုရဲ့ရစနဲ့ကိုရဲ့စိတ်နှလုံးသားထဲမှာရှိတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုဝန်ခံလိုက်ပါဒီမနေ့မှာဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုတာ၍ခံစားရမှာဖြစ်တယ်ဒါမှဟာလေလုယာဟာလေလုယာဟာလေလုယာကိုရောကောင်းမြတ်ပါတယ်အိုးဟာလေလုယာကျွန်တော်တို့ရဲ့တက်တာပေါ်မှာမရည်သွမ်းနိုင်အောင်ကိုရောကောင်းမြတ်ခြင်းတွေကိုကျွန်တော်တို့ကိုပေးတဲ့အတွက်ကိုရောနာမတော်ကိုချီးမွမ်းပါတယ်အိုးကိုရောကျွန်တော်တို့ရဲ့အပြစ်များကိုခွင့်လွှတ်တော်မူပါအိုးညီဝန်ညီထွက်ခြင်းတွေရကျွန်တော်တို့ပုံမှန်အတိုင်းပဲထင်တတ်ပါတယ်ကိုရောရှင်ပါဗျာโอ้กูรอရဲ့ကောင်းမြတ်ခြင်းကြောင့်ဒါကျွန်တော်တို့နူထားခွင့်ရတာဖြစ်တယ်ကိုရောရှင်ပါโอ้กูรอကောင်းမြတ်ပါတယ်ကိုရောကောင်းမြတ်ပါတယ်ကိုရောနဲ့သူစစ်ခြင်းတွေကိုကျွန်တော်တို့လူအပ်ပါတယ်ရှင်မဲမဆာတော်ဘူပါဦးရင်တော်ဖျားကိုရောရှင်နဲ့သူစစ်ခြင်းကျွန်တော်ဘဝတည်းလူအဆုံးပါလူအဆုံးပါကိုရောရှင်နဲ့သူစီချင်းဒီရှင်နဲ့သူစီချင်းဒီကျွန်တော်ဘဝတည်းအရေးကြီးဆုံးပါကျွန်တော်ဘဝတည်းအရေးကြီးဆုံးပါကိုရောရှင်ရဲ့အသူစီချင်းကကိုရောရှင်ရဲ့သူစီချင်းကိုကြောင်စိတ်မြတ်ဖျက်ဆက်ပြီးတယ်ကြောင်စိတ်မြတ်ဖျက်ဆက်ပြီးတယ်ကိုရောရှင်ရဲ့သူစီချင်းကကိုရောရှင်ရဲ့သူစီချင်းဒီနေ့ကျွန်တော်ရဲ့အောင်မြင်ခြင်းဖြစ်တယ်ကျွန်တော်ဘွားရဲ့အောင်မြင်ခြင်းဘာတော့ထိန်နိုင်လေတော့ထိန်နိုင်လေကိုရောရှင်မာလေကူရောရှိဒုက္ခရောက်ခြင်းဒုက္ခရှိဒီချေကျွန်တော်ဘဝတော့ကူရောရှိနေတယ်ကျွန်တော်နဲ့သူရောရှိကောင်းတော်သူမကောင်းတော်သူမကောင်းတော်သူအလုံးပေါ်မှာဝိုင်းချခြင်းမရှိနေဘူးမူရရှိတယ်ခြင်းမရှိနေအာနေသူအာကြီးသူသာသမီးများပြောင်းလဲခြင်းမရှိကိုရောမေတ္တာကိုရောရှင်ရဲ့သူစီခြင်းဒီကိုရောရှင်နဲ့သူစီခြင်းဒီစနိုးဘွားတွေလူအဆုံးပါကိုရောရှင်နဲ့သူစီခြင်းဒီ
ရှိခြင်းတို့ဘွားတွေအရေးကြီးဆုံးပါကိုတော်ရှင်နဲ့သူရှိခြင်းကကိုတော်ရှင်နဲ့သူရှိခြင်းကကြောင်းရစိတ်မြပြေရှားပြီးတယ်ကြောင်းရစိတ်မြပြေရှားပြီးကိုတော်ရှင်နဲ့သူရှိခြင်းကကိုတော်ရှင်နဲ့သူရှိခြင်းကတို့ဘွားတွေအောင်မြင်ခြင်းပါdon't takeနိုင်လေdon't takeနိုင်လေကိုတော်ရှင်ပြင်းမာလေကိုရောရှိတယ်ဒုက္ခရောက်ချိန်ဒုက္ခရှိနေချိန်တို့လုံးနဲ့သူရောရှိရဲ့ကောင်းတော်သူမကောင်းတော်သူကောင်းတော်သူမကောင်းတော်သူအားလုံးပေါ်မှာခွဲခြားခြင်းမရှိနေဘူးမိုးရရှိတယ်ခြားခြင်းမရှိနေဘူးမိုးရရှိအာနေသူအာကြီးသူသာသမီးများဖို့ရောင်လဲခြင်းမရှိကိုတော့ကောင်းချိန်နိုင်လေကောင်းချိန်နိုင်လေကိုတော့ရှိလွန်ပြီးမှလေကိုတော့ရှိနေတယ်ကောင်းတော်သူအာကြီးသူသာသမီးများဖို့ရောင်လဲခြင်းမရှိကိုတော့မေတ္တာကိုတော့ရှင်နဲ့သူရှိခြင်းလို့အတွက်ကျွန်တော်တို့စက်ကရအောင်ကျွန်တော်တို့အလူအဆုံးကကိုတော့နဲ့သူရှိခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝမှာရည်ကြီးဆုံးကပါတယ်ကိုတော့နဲ့သူရှိခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းကပါလေကိုတော့နဲ့သူရှိခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းတွေကိုဖယ်ရှားပြတာလေကိုတော့နဲ့သူရှိခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဒုံထိန်မှာလည်းကိုရောရှိတယ်ဒီမဲနေရာမှာပဲရှိနေတယ်ဖြစ်စေဖယားရှိနေတာဖြစ်တင်းနာမှာဝိညာဉ်တော်ဘုရားကတင်းနာမှာရှိနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာ Oh praise the Lord praise the Lord ကျွန်တော်တို့နဲ့သူရှိနေတဲ့ဘုရားကျွန်တော်တို့နဲ့သူရှိနေတဲ့ဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုယ်ကိုယ်ပါတယ်ကျွန်တော်တို့နဲ့သူရှိနေတဲ့ဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုယ်ကိုယ်ကမဆာပြီးတဲ့ဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့ဒီโอ้ချီးမွမ်းပါတယ်ပူကွယ်ပါတယ်ကျွန်တော်တို့ထဲမှာဝိညာဉ်တော်ဘုရားတော်တော်မူပါကျွန်တော်တို့ရဲ့တက်တာကိုကိုရရှင်ဝမ်းမြောက်ခြင်းရင်တက်ခြင်းတွေကိုပြီးတော်မူပါကိုရောထဲမှာပြောင်းဝင်နိုင်တော့တက်တာကိုရောနဲ့အစီအမဲအတူရှိခြင်းကိုကျွန်တော်ခံစားရဖို့ရတော့မဆာတော်မူပါကျွန်တော်တို့ဖြစ်ခြင်းအကြောင်းမဟုတ်ဘဲနဲ့ကိုရောရဲ့ဖြစ်ခြင်းကြောင့်တာဖြစ်တယ်ကိုရောနဲ့သူရှိခြင်းကြောင့်တာဖြစ်တယ်ကိုရောနဲ့သူရှိခြင်းကကျွန်တော်တို့ရဲ့အောင်မြင်ခြင်းဖြစ်တယ်ကိုရောနဲ့သူရှိခြင်းကကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းအားရခြင်းဆိုရင်ဘူပါခြင်းတွေကိုဖယ်ရှားခြင်းဖြစ်ပါတယ်ကိုရောကိုရောမျက်မှောက်တော်ထဲမှာကျွန်တော်ဒူးဝင်ပါတယ်ကိုရောမျက်မှောက်တော်ထဲမှာကျွန်တော်တို့ဒူးဝင်ပါတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကိုရောကောင်းမြတ်လို့ပါတယ်ကိုရောကောင်းမြတ်လို့ပါတယ်ကိုရောကောင်းမြတ်လို့ပါတယ်ကျွန်တော်တို့ပေါ်မှာဝိညာဉ်တော်ဘုရားမဆာတော်မူပါကျွန်တော်တို့လမ်းပြတော်မူပါဟာလေလုယာဟာလေလုယာဟာလေလုယာအရောက်စီတိုင်းရဲ့တက်တာမှာကိုရောနဲ့သူပါစီချင်းခံစားဖို့ရတော့ကိုရောရှင်ကောင်းချီးပြီးတော်မူမဆာတော်မူပါဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုကြောက်ရွံ့ခြင်းတွေကိုပေးနေတဲ့အရာတွေကိုကိုတော်နဲ့သူစီချင်းကဖယ်ရှားပြီးမှဖြစ်တယ်ဝိညာဉ်တော်ဘုရားကဖယ်ရှားပြီးမှဖြစ်တယ်ဒီနေ့တင်းရဲ့အားနေခြင်းတင်းရဲ့မလုံးနိုင်ခြင်းမဖြစ်နိုင်ခြင်းမတိခြင်းတွေကဘုရားတခင်ကဖယ်ရှားပြီးမှသူ့ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ဘုရားတခင်ကလွန်ခြုံမှဖြစ်တယ်အာမင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 ်ဘုရားကောင်းမြတ်ပါလေဟာလေလုယာJing sang ni thakwa bakpa Sulezan hoi hut man pa Sang nong sang sak
Siletending nong guani Siletending nong guani Nasa buhay tu an nong lui Nasa na kiem bêu nong ching sa khi Đâu ba hi ra nong phong ding Đâu ba hi ra tất cả ya kun pilih pakai dong ina tin mutu pahang bekiye na hoi na kijang tang ye kau kian solo tang pi om lai na hoi ku do kong me de na hoi to pakai tung na hoi na happy Hallelujah, Hallelujah, Hallelujah. Kakamba, den song jin soke, kakabo lung dam la sa kong padi, mute lam do in nang kong biadi, kaun kembel na kusup chitei, aton tungina ke tumau. How na to lay hilo. Na to lay hilo Di hoi sang thô nong pia hi What do you tang te song nong pia hi Song nong pia hi Aksan na ka tua kun chiang Aksan na ka tua kun chiang Na hoi na akia mi tuan lo Na hoi na akia mi tuan lo Na hoi na tu sa nong musa Nong pa hi sa nong pong di Đâu ba hi ra cây nông phong đi cây qua hi lỡ tất cả ya muốn bị đen để ba cây nông đi na biết bố chú pha ha về khi nhé nào ai na đi chẳng cần thế nông nghe gió lâu tắm đi ôm lại na hoi và cây tung na hoi na happy na cây ya đi đi chinh hi lung cam na khi tôi tên chiến dâu kê các cam bao tên sông chín dâu kê cá cá tôi lung cam la sa công pha đi một tên lá tôi hình năng công bia đi đi cá hun kem bèo na cô sư âm chim thế ai tôn tôi nghe na kê cây tung na hoi na happy na cây ya đi đi chinh hi lưu cam na khi tôi tên chín dâu kê các cam bao tên sông chín dâu kê cá cá tôi lung đầm la sa công pha đi một tê lam tôi hình ngang công ya đi hi cá hun kem bèo na cô su ngâm chi thế à thôi tôi na kê tung na Hallelujah, hallelujah. Guru yang kau macam ni guru kaya. Guru kau miade, guru kau miade. Jangan ada welo miade. Jangan ada. Ate sipu, ate subu yang tu. Guru sipu yang tu jangan guru nama guru cimon ni. Oh, hallelujah, hallelujah, hallelujah. Guru kau miade. Jangan ada guru kau miade. Hallelujah. Don't wanna hold on day, don't wanna hold on day. How na to lay kilo, dig you is young, don't be away, don't wanna do it. Hallelujah. Hallelujah, hallelujah, hallelujah. Hallelujah, no panang hoi luan de ko ari na. Hoi to pa ke tung na hoi happy na ke ari ki jing hi. Na
tuy tên chín dấu kê các cầm mal tên sông chín dấu kê cá cá tô lung đầm la sa công phát đi để làm tôi năng công bia đi ta hun kem bèo na cứ sương âm chi chế ton tung in na kê tung na hoi hi na hoi hi na hoi hi tàu ba kê tung na hoi hi happy na kê ari ki ching hi lung đam na tu tiên chín dâu kê tiên chín dâu kê ta cầm in sâu chín dâu kê tàu ba cá khá tô lung đam la sa công phát đi có thể làm tôi năng công bia đi ta hun kem bèo na cứ sương âm chi chế ton tung in na kê tung na hoi hi na hoi hi na hoi hi tàu ba kê tung na hoi hi na happy na kê ari ki ching hi lung đam na tu tiên chín dâu kê các cầm mal tên sông chín dâu kê cá khá tô lung đam la sa công phát đi hút tê làm tôi năng công bia đi na hun kem bèo na cứ sương âm chi thế a ton tung in na kê tu na oi အရှင်မဲကောင်းမြတ်လွတ်တဲ့ကိုရရှင်ဖာဖေကျွန်တော်တို့ပေါ်ပါကျွန်တော်တို့မနေ့ပြန်ပါလို့မဲဆိုတော့ကျွန်တော်တို့မသိပါဘူးကိုရောရဲ့ကောင်းမြတ်ခြင်းကသာကျွန်တော်တို့ကိုရောရဲ့ကောင်းမြတ်ခြင်းကြောင့်သာကျွန်တော်တို့အသက်ရှင်တွာလာလို့ရှက်ခွင့်ရတာဖြစ်တယ်ကိုရောဟာလေလုယာဒီမဲကူတိုင်းမပိုင်တဲ့ဒီချမီရနိုင်ဘူးလူဘွားဟာကူမွေပါဘယ်ချင်ကြုံမလဲမသိတဲ့ချင်းချင်းမာတော့တွေ့မယ်ဒီချဖီရီစီတာတဲ့ဒီစီချင်းနဲ့မနေ့ပြန်ချိန်ပါလို့မလဲကျွန်တော်တို့မသိပါဘူးမနေ့ပြန်ကြရင်ပါလို့မလဲကိုစိတ်ကိုစီစဉ်ဆိုအဲ့ဒီမနေ့ပြန်တကယ်ရောက်ဖို့ဒီချာလောက်တာကျွန်တော်တို့ရဲ့တက်တာမှာရောက်ဖို့ဒီချာဖို့အငယ်တဲ့ချင်းရှိတဲ့တွေ့နေမိတကယ်မှမယ်ကိုယ်တိုင်တွေ့ခဲ့ရင်စင်ချင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံပါစီမယ်ကိုယ်တိုင်ကြုံပါစီမယ်ကိုယ်တိုင်မပိုင်တဲ့အိုးဒီချာမီရနိုင်ဘူးလူဝဟာကိုဝေးပါဘယ်ချင်ကြုံမလဲမသိလေချင်ချင်မာတော့တွေ့မယ်ဒီချာမီရရှိတာတဲ့စီရှင်နဲ့လာပါဆုံးဒီဘဝများလဲလာပါဆုံးဒီဘဝများလဲပန်းပွန်လေးတို့ပါပဲကျွန်တော်တို့ပဲချိန်ကြွေသွားမလဲဆိုတော့ကျွန်တော်မသိပါဘူးပါပဲလာတာလေးကွာလာပြီးချီရအောင်မေဒီညရဲ့ကိုယ်ဆုံးချိန်ညတဲ့ကိုကြုံရမယ်ကိုယ်တိုင်တွေ့ခဲ့ရင်စင်ချင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံပါသည်မယ်ကိုယ်တိုင်မပိုင်တဲ့ဒီချမ်းမြေရနိုင်ဘူးလူဝါကျွန်တော်တို့ဘိုင်းမနဲ့ပြန်ပါကြုံတွေ့မလဲဒါစက္ကန့်လေးတော့မှကျွန်တော်တို့မပိုင်ပါဘူး
ပိုင်တဲ့တဲ့ဒီချမ်းမြေရနိုင်ဘူးလူဘဝခုပါအချင်းချုံလေးပြီးရဲ့အချင်းချင်းမာတော့တွေ့မယ်ဒီချမ်းမြေရရှိတာတဲ့ပစ္စည်းချင်းနဲ့ကိုယ်တိုင်ကြုံမှသိနေပိုင်တဲ့ဒီချမ်းမြေရနိုင်ဘူးလူဘဝခုပါဘယ်ချင်းကြုံလဲပြီးရဲ့အချင်းချင်းမာတော့တွေ့မယ်ဒီချမ်းမြေရရှိထားတဲ့ဖြစ်စီခြင်းလေအာမင်ရုရှင်ပါပီယာကျွန်တော်တို့ရဲ့ဖြစ်ချင်းတွေကိုကိုတော့ပြောတဲ့အတွက်ကြောင့်ဖော်ပြတဲ့အတွက်ကြောင့်ကိုတော့နာမတော်ကိုချီးမြှောက်တယ်ကျွန်တော်တို့ရဲ့အသက်တာဟာကိုတော့ကတာပိုင်တာဖြစ်တယ် The second လေးတော့မှကျွန်တော်တို့မပိုင်ပါဘူးကိုတော့ကျွန်တော်တို့စီးနေတဲ့အချိန်လေးကိုတော့အတွက်တန်ဖိုးရှိစွာအသုံးပြုနိုင်ဖို့ရတဲ့ကိုတော့ကောင်းချီးပြီးတော့မို့ပါကိုတော်ရှင်ပြထားတဲ့ကျွန်တော်တို့ရဲ့အသက်တာကိုအချိန်တွေကိုကိုတော်ရှင်ကျွန်တော်တို့ကိုတော်အသက်တာအသုံးပြုနိုင်ဖို့ရအတွက်ကိုတော်ရှင်မဆတော်မူပါဒီနေ့မှလည်းကိုတော်ရှင်ဖဖေကျွန်တော်တို့အသုံးပြုသွားမယ့်အချိန်တွေကျွန်တော်တို့လက်ထဲမှာမရှိပါဘူးကိုတော်လက်ထဲမှာရှိပါတယ်ဝိညာဉ်တော်ဖခင်ကျွန်တော်တို့ကိုမဆတော်မူပါကျွန်တော်တို့ကြားနာရမယ့်နှုတ်ကပတ်တော်လကောင်းကျွန်တော်တို့ကြားနာရမယ့်ကိုရောရဲ့ဂုဏ်တော်တခြင်းတွေတော်လည်းကောင်းကိုရောကျွန်တော်တို့ယေရှုနာမဖြင့်ကျွန်တော်တို့ခေါ်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာတကယ်ပဲဒီနေ့ကိုရောရဲ့စကားပြောခြင်းဝိညာဉ်တော်မှာစားခြင်းတွေကိုခံစားရဖို့ရန်တော့ကိုမဆာတော်ပါအာမင်ဟာလေလုယာကျွန်တော်တို့ရဲ့အချိန်တွေကိုအလကားနဲ့ဂုံသွားတာမဟုတ်ပဲနဲ့တန်ဖိုးရှိစွာအသုံးပြုနိုင်ဖို့ရတဲ့ဝိညာဉ်တော်ဖခင်မှာစားတော်မူပါအသက်တာအကျေးတွေကိုစိတ်ကလေးယေရှုနာမနဲ့ဆုတောင်းပါတယ်ဖခင်အာမင်ရောက်စီတိုင်းပေါ်ဖခင်ရှင်ကောင်းချီးပေးပါစေအလုံးမင်္ဂလာပါမုံမရတော့သူရှိလားမုံမရတဲ့သူလက်ထောင်ပြပါနောက်ကိမထောင်မလို့နဲ့ကျွန်တော်ပြေးဝဲတော့အိတ်ကတုံနဲ့ပြေးဝဲပြေးလိုက်ရင်ကောင်းမလားလို့စဉ်းစားနေပြီလက်ဖေးအားလုံးတော့လားโอเคဝန်တာတယ်ကျွန်တော်ခုတော့တချင်းစုံနေရဲနဲ့ဘုံတော်ချီးမွမ်းနေရဲနဲ့စိတ်ထဲမှာတခုပေါ်လာတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့တယောက်နဲ့တယောက်ကိုကြည့်အောင်မြင်းကိုကြည့်အောင်ဘုန်းကြီးကျွန်တော်တင်ခဲ့တယ်ပျောက်တော့သားအကြောင်းပျောက်တော့သားကတော့ပြန်လာတယ်နော်ပျောက်တော့သားကပြန်လာတယ်နော်ရှစ်မှန်နဲ့နောင်တားနဲ့နှိမ့်ချစွာနဲ့နော်ဒီလိုက်ခါလိုက်လို့ပြန်လာတာမဟုတ်ဘူးကျွန်တော်စဉ်းချင်မိတယ်ဒီမှာရှိတဲ့ဆရာဆရာမများစဉ်းချင်မိလားမသိဘူးပျောက်တော့သားကဖခင်ဆရာမထွက်မတော်ခင်မှာအဲ့ရရင်ကလည်းဒီလိုပဲသူတောင်းစားနေတာပဲတော်လိုက်အိမ်ဝင်လိုက်ထွက်လိုက်လုံနေတဲ့ဟာပဲဒုတ်တော်လဲအဲ့ဒီခါလိုက်ဝင်လိုက်ထွက်လိုက်ပြန်လိုက်သွားလိုက်နဲ့မတူတဲ့နောက်ဆုံးပြန်လာခြင်းကထူးခြားစွာပြန်လာခြင်းဖြစ်တယ်ဟာလေလုယာလုံးငါဘာမှမငါသုံးစားတဲ့သူမဟုတ်တော့ဘူးငါအဖေလို့တော့ခေါ်ထိုက်တဲ့သူမဟုတ်တော့ဘူးငါအဖေလို့တော့ငါပါဇက်ကအဖေလို့ခေါ်ရင်တော့မှကိုပါဇက်ကိုတနရလောက်ငါဟာဘာမှမဟုတ်တော့သူဖြစ်တယ်အဖေလို့တော့ငါမခေါ်တဲ့တော့ဘူးအ
တားလို့တော့ကျွန်တော်တားအရာမှာငါမခံထိုက်တော့ဘူးဆိုတဲ့လုံးဝတူည0မှာသူ့ဘဝကိုနှိမ်ချပြီးတော့မှရှစ်မှတဲ့နောင်တားနဲ့ပြန်လာတဲ့ခါမှာဒါလင်အဖေကပြေးကြူတာဖြစ်တယ်ဟာလေလုယာသူကအကောင်းကြီးခံစားတယ်နော်ဒါမဲ့ငယ်ဖြူရှိတယ်နော်ငယ်ဖြူဒီထဲမှာလည်းရှိမှာပါငယ်ကလေးကအမိဘစကားကိုတတွေ့မသိနားထောင်တော့ဒါမျိုးကြီးရှိပါတယ်နော်ဒါမဲ့တိတ်ကြောက်စရာကောင်းတယ်ကငယ်ဖြူတွေတော့ပူကြောက်စရာကောင်းတယ်အခုငယ်ကိုနှစ်ယောက်ထဲမှာတားတငယ်ပျောက်သွားတယ်ပြန်လာအောင်တားနဲ့ပြန်လာဖေကဖခင်လို့တွေကကောင်းမလှလဲပြန်ကျူဆိုတယ်ဒါမဲ့ငယ်ဖြူဖြစ်နေတဲ့ဖေစကားတတွေ့မသိနားထောင်နေတဲ့ဒါကသူ့ညီကိုသူ့အဖေပြုစုရအောင်ကြည့်ပြီးတော့မှမနာလို့စိတ်ဝင်သွားတယ်နော်မနာလို့စိတ်ဝင်ခေါ်တာတော့အိမ်ပြန်လာခဲ့ပါလို့ခေါ်တာတော့မပြန်ဘူးနော်ဒီနေ့ထိကျန်းစာတဲ့အကိုကြီးပြန်လာတယ်လို့မပါဘူးငယ်ဖြူတွေတတိထားပါငယ်ဖြူတွေပူတော့ကြောက်စရာကောင်းတယ်မနာလို့ချင်းကလူတောက်မှုထိရောက်လာတယ်ဖြစ်လူတောက်မှုအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဆင်ခြင်ရအောင် Good morning ဆရာမလည်းရောက်လာပြီဒါပေမဲ့အချိန်နည်းငယ်လေးမှာပြောချင်တဲ့အရာတွေရှိတယ်ဒါကပါလဲဆိုရင်တော့ကျွန်တော်တို့ဆရာမတွေကကျွန်တော်တို့ကိုတင်ပြတာခုနှစ်ပတ်ရှိသွားပြီပေါ့နော်အဲ့နှစ်ပတ်ရှိသွားဖြစ်တဲ့တကြောင်မို့ကျွန်တော်တို့ကသူတို့ကို sit fake ဆိုပြီးတော့ကျွန်တော်တို့စိုက်နိုင်တဲ့လောက်အစင်တဲ့ကိုနေကိုနေပြီးတော့သူတို့ပေးတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကခံယူတာကိုဒီနေ့ကျွန်တော်တို့ကယုံကြည်ခြင်းမျိုးစိတ်ဒီနေ့တော့မဟုတ်သေးဘူးပြင်ဆင်ဆုတောင်းပိုင်မနဲ့တနင်္ဂနွေနေ့ကျရင်ကျွန်တော်တို့ပေးနိုင်အောင်ကြိုးစားကြအောင်လို့အဲ့ဒါတကုဆရာမတဲ့နာကာလနေကျင်တာကြံငနာဘန်ဘန်ဟိလေလုံဒမ်နာဟိချူအောင်ဂန်နောက်ပန်ဘန်ဘန်ဟိလေကာလနေတခိတိုင်ကြံငနာอีลุงดำน่ะสะเจนี่มอองเกนนาวขายจิตุนายนะในนวมหีหังตัวนี้เปลิโลนี่ปีนี้จังคาเดงไงมันนะตัวกิจิงคอลนี่เจตัวอังปุลักนมปักยังไงลุงดำเอsorry ตัวนี้กิจิงเด้งสิงเจนี่ตักจะไก่หอมเด้งมันเนี่ยแฉทีนี้จะนรกตีบิดาเพียแม่สุตองเสกับแม่กูปีไหนแต่ละมันเน็บเพียงใจจะนรกเนี่ยมันเน็บเพียงใจจะนรกสุสาวมาเพียบาร์โลสิฟิกกูจะนรกอยู่จ่ามาเก้าจ่าเก้าเทใจามาเพียบาร์โลเอาไปใช่ได้ไปโอเคOh, we praise the Lord. ဘုရားရှင်နာမကိုချီးမွမ်းပါတယ် Oh, we just thank you, Jesus. တခင်ရှုဖျားကိုရောယေရှုတင်တယ် Thank you for your presence with us. ကိုရောမျက်မှောက်တော်ကိုတိုးဝင်ချင်းကပ်ခွင့်ရတဲ့ယေရှုတော်ချီးမွမ်းတယ် Yeah, begin to thank him. ယေရှုတော်ချီးမွမ်းမယ် Let's all thank him for who he is. Amen. ဘုရားသခင်ရဲ့ပြုပဲဝါဖြစ်တဲ့ပုံမှာကျွန်တော်ယေရှုတော်ချီး We မွမ်း praise you, Lord. ကိုရောနာမကိုချီးမွမ်း Praise တယ် you, Lord. ဘုရားသခင်ဘုန်းကြီးပါစေ You are Emmanuel, God with us. အီမာနွေလကျွန်တော်နဲ့တူရှိတဲ့အီမာနွေလဘုရားဖြစ်တယ် Just open your mouth, open your heart, and praise him. ခုချိန်မှာကျွန်တော်စိတ်နှလုံးသားတွေဖွင့်ပြီးတော့မှဘုရားသခင်ကိုလက်ပွက်ပြီးချီးမွမ်း Emmanuel, ရ you အောင် are with us. We praise you, Lord God. ကိုရောကိုချီးမွမ်းပါတယ်ဂုဏ် We ပြုပါတယ် lift up your name. ကိုရောနာမတော်ကိုချီးမြှောက်ကြပါတယ် Hallelujah. ဘုရားသခင်ဘုန်းကြီးပါ Come and စေ take your rightful place in our hearts. ကျွန်တော်ရဲ့နှလုံးသားတွေကနေပြီးတော့မှချီးမွမ်းရအောင်ဂုဏ်ပြုရအောင် Come, Jesus, and be lifted high in this room, in this place.
ကရောကိုအမြင့်ဆုံးကရောရှင်ချီးမြှောက်ပါတယ်ဂုဏ်ပြုခြင်းပေးအပ်ပါတယ် Just lift your face to the Lord. ကိုချင်းမှာကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်စိတ်နှလုံးသားနဲ့ယုံကြည်လက်ဖျားသခင်ကိုကျွန်တော်ချီးမွမ်း He is ချီး the မြှောက်ဖို့ဖြစ်တယ် glory and the lifter of your head. ပြီးတော့ဖြစ်သခင်ယေရှုကလည်းကျွန်တော်တို့ကိုချီးမြှောက်အောင်မှာဖြစ်တယ် Yes, Father, we just lift our face towards you. ကျွန်တော်တို့ယုံကြည်ခြင်းကိုလည်းတိုးပွားစေပါ Grace us with more of your presence, ကရောရဲ့မျက်မှောက်တော်ကိုတာ၍တိုးဝင်ချင်းကပ်နိုင်ရသောခွင့်လည်းပေးတော်မူပါ more of you, Lord. တာ၍ Father, I pray for strength today. ကရောဒီနေ့အတွက်ကိုရောခွန်အားပေးသနာတော်မူပါ I pray for spiritual alertness today. ဒီနေ့ဝိညာဉ်ရေးအမှလည်းကြီးထွားခြင်းချက်ဖို့ရန်ဖြစ်စေပါ And we want to give you praise and honor in the name of Jesus. သခင်ရှုနာမ၌ဆုတောင်းကြပါရဖာ Amen. အာမင် It's really good to be with you here today. ခုဒီနေ့တူတူကပြန်လဲဆုံတွေ့ရတာကိုအယံဝမ်းမြောက်ပါတယ် And I wanted to ask you how you're feeling this morning. ကဲဒီနေ့မနေ့ဘယ်လိုမျိုးစိတ်ခံစားချက်ရှိလဲဆိုတာမေးချင်တယ် Are you feeling rested တကယ်ကိုလုံလုံလောက်လောက်အနားယူခဲလား or are you feeling tired? ဒါမှမဟုတ်နိုးတာတဲ့ခါမှာလဲနွမ်းနယ်နေလုံးပဲလား Just put your hand up. Are you feeling a little tired this morning? ဒီမနေ့နိုးထားတဲ့ခါမှာပင်ပန်းနေတယ်လို့လက်ထောင်ပေးပါဦး I'm putting my hand up. I'm feeling pretty tired. ငါပင်ပန်းနေတော့ငါတော့လက်ထောင်ထားနေတယ် Okay. Okay ကောင်းပါပြီ And so the good news is that Jesus brings us into his rest. ကျွန်တော်တို့သတင်းကောင်းတစ်ခုရှိပါတယ်အဲ့ဒီຢာကဘာလဲဆိုရင်သခင်ရှုကသူ့စီမှာသူနဲ့အတူတူငြိမ်သက်စွာအနားယူဖို့ဖိတ်ခေါ်နေတယ် That every day when we come to Jesus, he brings us to a place of rest. ကျွန်တော်တို့နေ့တိုင်းမနက်တိုင်းမှာကျွန်တော်သခင်ရှုစီတိုးဝင်ချင်းကပ်တဲ့ခါမှာသူ့စီကနေသူနဲ့အတူတူအနားယူဖို့ရန်တွဲဖျားဖြစ်စေပေးတယ် So this morning I had my devotions. ဒီမနက်devotion ယူတဲ့ခါမှာ I had my time of prayer. ဆုတောင်းခြင်း I had a beautiful time of worshiping him. ပြီးတော့ဘုရားနဲ့အပြန်လှန်ကိုးကွယ်တဲ့စကားပြောတယ်မိသားရဖွဲ့တယ် And yes, I was focused on him. အဲ့လိုမျိုးဘုရားနဲ့ devotion ယူတဲ့ခါမှာသူ့ကိုပဲအာယုံစိုက်တယ်မျှော်ကြည့်တယ် So I had a time of worship, the word, and prayer. ပြီးတော့နှုတ်ကပတ်တော်ထဲမှာပဲသူ့ကိုကိုးကွယ်တယ်သူ့ကိုမိသားရဖွဲ့တယ် Remember, those are the three main spiritual disciplines that we practice. အဲ့လိုမျိုးလှုပ်တဲ့ခါမှာအရေးကြီးဆုံးစီမင်းစည်းကမ်း၃ခုရှိပါတယ်ဝိညာဉ်ရေးအတွက် But I also had a time of rest. ဒီခါလေးမှာကျွန်တော်တို့အနားယူဖို့လိုတယ် Had 5 minutes where I was resting. အဲ့လိုမျိုး9မိနစ်လောက်ပဲ Okay. Yes, and so did you build rest into your time this morning? တကယ်ပဲဒီမနေ့မှာအဲ့လိုမျိုးကိုခဏလေး9မိနစ်လောက်ဖြစ်ဖြစ်အနားယူခဲ့တဲ့လုပ်ခဲ့တဲ့သူရှိလား Well, what is rest? အနားယူတယ်ဆိုတာဘယ်လိုလဲ It's when we stop working. အနားယူခြင်းဆိုတာကတော့တနည်းအားဖြင့်ဘာမှမလုပ်တော့ဘူး It's when we are still and quiet, စစ်စစ်ငြိမ်ငြိမ်သက်သက်လေးနဲ့ inside and outside. စိတ်ထဲမှာရောခေါင်းထဲမှာတွေးထဲမှာလည်းဘာမှမတွေးဘူးမပူဘူးခန္ဓာကိုယ်ကလည်းမလှုပ်ရှားတော့ဘူး And when we are resting, we are trusting God. တကယ်ဒီငြိမ်အနားယူခြင်းငြိမ်သက်စွာအနားယူခြင်းဆိုတာတနည်းအားဖြင့်ဘုရားကိုကိုးစားခြင်းပဲဖြစ်တယ် Rest empowers fruitfulness. အဲ့ဒီအနားယူခြင်းက If we are not resting enough, we will just be running around doing things. ကျွန်တော်တကယ်တမ်းပြဝအနားယူတဲ့ဟာကျွန်တော်တို့ခွန်အားပြန်လဲဖြည့်ပေးတာဖြစ်တယ် We အနားယူခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကလှုပ်ရှားနေမယ်တွားလိုက်ပြေးလိုက်ဆိုရင်တော့ကျွန်တော်တို့က We အား will ရော့နေမှာဖြစ်တယ် We will do things in the power of the flesh, the power of the sinful nature. ဆိုကျွန်တော်တို့ခုနစူးစမ်းပြီးလှုပ်ဆောင်နေတဲ့စူးစမ်းတွားလာလှုပ်ရှားနေတဲ့အရာကတနည်းအားဖြင့်ကျွန်တော်တို့ရဲ့ဇာတိခွန်အားနဲ့ကျွန်တော်လှုပ်ဆောင်နေတာဖြစ်တယ် So we need to rest in God and trust him. ဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်နဲ့အတူချိန်ယူပြီးသူနဲ့အတူဘုရားသခင်ကဲ့သို့အနားယူဖို့လိုအပ်တယ် Because when we're resting in God, then we're drawing from his strength.
ဘုရားသခင်နဲ့အချိန်ယူပြီးတော့မှသူနဲ့ညီသက်စွာရှိနေခြင်းကသူနဲ့တာ၍နီးကပ်ဖို့ကျွန်တော်တို့ခွင့်ရဖြစ်တယ် Why is rest important? ။ဘာဖြစ်လို့ဒီလိုမျိုးအနာယူခြင်းကအရေးကြီးတာလဲဆိုရင် Do you remember at the beginning of Genesis ဒီကပ္ပဦးကျမ်းထဲမှာရှိတယ် that God created the world, ။ဘုရားသခင်ကကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတယ် that he worked for 7 days ။သူခုနှစ်ရက်လုံးသူအလုပ်လုပ်တယ် and he did not rest? ။သူအနာမယူခဲ့ဘူး။ဟုတ်လား That's not right. ။မဟုတ်ဘူးနော် He worked for 6 days and then he rested. ။ तू အလုပ်လုပ်ခဲ့တာ6ရက်ပဲအလုပ်လုပ်တယ်။ခုနှစ်ရက်မြောက်သောနေ့မှာဘုရားသခင်ကိုယ်တိုင်အနာယူခဲ့တယ် God worked for 6 days and then he rested. ။ဘုရားသခင်တော်မှာ6ရက်ပဲအလုပ်လုပ်ပြီးတစ်ရက်ကိုအနာယူတာဖြစ်တယ် He showed us the importance of a Sabbath rest. ။ဒီဟာကကျွန်တော်တို့အတွက်အရန်အရေးကြီးတဲ့ပုံဥပမာဖြစ်တယ် So we see that Heavenly Father is the creator of rest. ။ကျွန်တော်တို့ကောင်းကင်အဖဖရားဖန်ဆင်းရှင်ဖရားတော်မှာတစ်ရက်အနာယူတာဖြစ်တယ် And that he gives us rest as a gift. ။ဒါကြောင့်ကျွန်တော်တို့ကိုလည်းအနာယူတတ်အောင်အနာယူဖို့ရန်အတွက်ဒီလက်ဆောင်ကိုပေးထားတာဖြစ်တယ် But what about you? ။ဆိုတော့ဒီနေ့တင်နဲ့ကျွန်တော်ရောဘယ်လိုလဲ Are you working and busy 7 days a week? ။တစ်ပတ်လုံးမှာ9ရက်လုံးအလုပ်တွေအများကြီးလုပ်ပြီးအလုပ်များနေလား That's too much. ။အဲ့လိုမျိုးလှုပ်ဆောင်ခဲ့တယ်ဆိုရင်တကယ် We have to take time to rest အရန်အလုပ်ချိန်ရမ်းများတယ်ဒါကြောင့်အနာယူချိန်လည်းလိုအပ်တယ် because rest empowers fruitfulness. ။ဘာဖြစ်လို့လဲဆိုတော့ဒီအနာယူခြင်းထဲမှာအသက်တဖန်ပြန်ပြီးတော့မှခွန်အားနဲ့ပြေဝလာတာဖြစ်တယ် Rest empowers our relationship with Heavenly Father. ။ကျွန်တော်တို့အဲ့လိုအနာယူခြင်းငြိမ်သက်ခြင်းကဖရားကောင်းကင်ဖဖရားနဲ့အတူမိသားရဖွဲ့ခြင်းကိုတိုးပွားစေတာဖြစ်တယ် God even commands us, enter into my rest. ။ဒါကြောင့်ဖရားသခင်ကိုယ်တိုင်ကပြောတယ်နော်ငါမျက်မှောက်တော်လာပြီးသူနဲ့အတူအနာယူဖို့ Do you remember the Apostle John? သင်သိလားယောဟန်ထဲမှာ Do you remember how he rested on Jesus' chest? သူခရစ်တော်ရဲ့ရင်ခွင်မှာအိတ်တယ်အနာယူတယ် He took time to rest. အဲ့ဒါကသူခရစ်တော်နဲ့အတူအနာယူတာဖြစ်တယ် What about you? ဒီနေ့သင်ရောဘယ်လိုလဲ Are you taking time, enough time, to have some rest? သင်ရောလုံလောက်စွာအနာယူချိန်ရှိရဲ့လားယူရဲ့လား Are you doing things in peace, God's peace? သင်ရဲ့အတွင်းထဲမှာဖျားသခင်စီကနေလာတဲ့ညီသက်ခြင်း Or are we so busy and running around that we don't have God's peace? ဒါမှမဟုတ်ကျွန်တော်အပြင်မှာလှုပ်ရှုပ်ပြီးသွားလိုက်လာလိုက်တကုံကြိုးစားနေတယ် And so we need to put God first. အဲ့လိုမျိုးဖြစ်ခဲ့တဲ့ချိန်တွေမှာဆိုရင်ကျွန်တော်ဖျားသခင်ကိုပထမဦးစားပေးရအောင် We need to do things God's way. ဖျားသခင်ရဲ့နီလန်ဖျားသခင်လိုတော်နီလန်ကိုကျွန်တော်လှုပ်ဆောင်ရအောင် And I am so excited about Dr. Ginn and Man's vision for worldwide evangelism mission. ဒီနောက်မှာပြထားတဲ့ကဘာတဝမ်းဧဝံဂေလိသာသနာလုပ်ငန်းတွေ့တဲ့အခါမှာအယံစိတ်လှုပ်ရှားရပါတယ် Hallelujah. Are you excited? တကယ်စိတ်လှုပ်ရှားလား I am so excited because the Lord is going after the lost. ကျွန်တော်တို့အယံစိတ်လှုပ်ရှားတယ်ဘာဖြစ်လို့လဲဆိုတော့ပျောက်တော့သူကိုရှာဖွေရန်ဘုရားသခင်ကစိတ်လှုပ်ရှားအလုပ်လုပ်နေတာဖြစ်တယ် But as we're preparing for evangelism, ဒါပေမဲ့ဒီဧဝံဂေလိတွေပြင်ဆင်တဲ့အခါမှာ we need to take enough time to rest. Amen? ကျွန်တော်တို့လည်းလုံလောက်အနားယူချိန်ပြင်ဆင်ရမှာဖြစ်တယ် Well, rest is a lifestyle. ဒီအနားယူခြင်းတတ်နေခြင်းဆိုတာကျွန်တော်တို့ရဲ့လူနေမှုအကျင့်စရိုက်ဘဝတစ်ခုဖြစ်ရမယ်ပုံစံဖြစ် And ရမယ် in the morning, we need to take a few minutes just to rest in God's presence. ကျွန်တော်တို့မနေ့အိပ်ယာထားတဲ့အခါမှာခိတခဏဖျားနဲ့အတူအချိန်ယူဖို့လိုအပ်တယ် This morning, I just took about 4 minutes to rest in God's presence. ဒီမနေ့မှာကျွန်မအနေနဲ့4မိနစ်လောက်ဖျားသခင်မျက်မှောက်တော်တိုးဝင်ပြီးတော့ညီသက်စွာအနားယူခဲ့တယ် But sometimes I take a lot longer than that. ဒါပေမဲ့တစ်ခါလေကြာရင်အချိန်တွေ So it's one of the spiritual disciplines we practice as Christians. ကျွန်တော်ယုံကြည်သူခရစ်ယာန်တွေအတွက်ဒီဟာကဝိညာဉ်ရေးရာမှာလက်တွေ့လှုပ်ဆောင်ရမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ် Let's look at Psalm 46, verse 10. စာလံ46အငယ်30ကိုကြည့်ရအောင် Psalm 46, verse 10. စာလံ46အငယ်30မှာပြောထားလဲဆိုရင်
ငြိမ်ဝတ်လျက်နေကြလောငါကဖျားသခင်ဖြစ်သည်ဟုသိမှတ်ကြလောလူမျိုးတို့တွင်ငါသည်ဘုံပွင့်မည်မြေကြီးပေါ်မှာဘုံပွင့်မည် What does this mean? ဒီကျမ်းချက်ကဘာကိုဆိုလိုတာလဲ We are to be still. ကျွန်တော်တို့ကငြိမ်ဝတ်လျက်နေဖို့လိုတယ် We are to stop trying hard in the power of the flesh. ကျွန်တော်တို့ကိုယ်ခွန်အားအစွမ်းစားတွေနဲ့ကြိုးစားနေတဲ့အရာတွေကိုရပ်တန့်ဖို့လိုအပ်တယ် And so we can know that He is God. အဲ့ဒီခါမှာเนาะကျွန်တော်တို့ဘုရားသခင်ကဘယ်သူလဲသူဟာဘယ်သူဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်လာမှာဖြစ်တယ် We need to slow down a bit and remember He is God. เนาะကျွန်တော်တို့ဘုရားသခင်သူကဘုရားသခင်ဖြစ်တဲ့အကြောင်းကိုမမေ့ပါနဲ့ Well, let's take a deeper look into rest. ဒါကြောင့်ကျွန်တော်ဒီရင်သက်စွာအနားယူခြင်းနဲ့ပတ်သက်ပြီးတော့မှဆက်လေ့လာရအောင် So there are different types of rest. ဆိုတော့ဒီလိုအနားယူခြင်းတက်တောက်တက်တာနေခြင်းကနောက်ထပ်တခြားနည်းလမ်းတွေလည်းရှိမယ် One aspect of rest is physical rest, where we are resting in a chair and our feet are up. ဆိုတော့ကျွန်တော်တို့ဒီလိုအနားယူရဲဆိုတာ Right? တနည်းအားဖြင့်ကလထိုင်မှာကျွန်တော်လဲလျောင်းလိုက်တယ်ဒါမှမဟုတ်ဂရင်မှာတနည်းအားမှာကျွန်တော်တို့တက်တောက်တက်တာဖြစ်အောင်ခန္ဓာကိုယ်ကိုလဲလျောင်းလိုက်တာလည်းရှိမယ် So physical rest. ဒီဟာကကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာအနားယူခြင်းဖြစ်တယ် But then there's also mental rest for the brain. နောက်ထပ်တစ်ခုကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာမှာအနားယူဖို့ဖြစ်တယ်ဥပမာကျွန်တော်တို့ရဲ့အတွေးတွေ You see, if you keep trying to solve problems 16 hours a day, your brain is not resting. နော်တကယ်လို့တရက်မှာ16နာရီလောက်ကိုဒီပြဿနာတစ်ခုခုတည်းဖြေရှင်းဖို့အတွက်ပဲအမြဲတမ်းစဉ်းစားနေမှဆိုရင်ဒီအုံနောက်ကခံနိုင်မှာမဟုတ်ဘူး Right? If you're doing ministry and also on your phone 16 hours a day, you're not resting. နော်တကယ်လို့တင်ရတင်တာနာမှာပဲဒီလိုပဲအချိန်ကိုအများစွာပေးပြီးတော့မှအဲ့လိုအနားယူခြင်းမရှိဘူးဆိုရင်အရင်ပင်ပန်းလာမှာဖြစ်တယ် So we need to allow our brain to have some rest. ဒါကြောင့် Amen? ကျွန်တော်တို့ရဲ့ဒီအုံနောက်အတွေးစိတ်ကိုလည်းအနားပေးဖို့လိုအပ်တယ် And we need to have our emotions have some rest. ကျွန်တော်တို့ရဲ့ဒီစိတ်ခံစားချက်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဒီခံစားချက်တွေကိုလည်းအနားပေးဖို့လိုအပ်တယ် Yesterday, many of you received very deep comfort and healing from the Holy Spirit. ကျွန်တော်ယုံကြည်တယ်မနေ့ကတရှင်တော်ဝိညာဉ်တော်အဖြစ်ဒီမှာသူ့ရဲ့နှစ်သိမ့်သက်တာခြင်းကိုခံစားရမယ် And many people were crying and sharing their pain with God. ကျွန်တော်မနေ့ကတော့အများစုအားလုံးလိုပဲဘုရားသခင်စီမှာငိုကြွေးကြတယ်ခံစားချက်တွေနာကျင်တဲ့ຢာတွေကိုဖွင့်ထုတ်ကြတယ် And you might have felt tired after that, နော်အဲ့လိုပြောပြီးတဲ့ခါမှာ right? And so it's good to take an emotional rest as well. နော်ကျွန်တော်ဒီစိတ်ထဲမှာဒီခံစားချက်တွေကလည်းအနားယူဖို့လိုတယ် And then a spiritual rest. ပြီးလို့ရှိရင်ကျွန်တော်ဝိညာဉ်ရေးရမှာအနားယူနည်းဖြစ်တယ် What if I was doing warfare all the time? ဘာဖြစ်လို့အချိန်ပြည့်အချိန်တိုင်းမှာဝိညာဉ်တိုက်ပွဲကိုဝင်နေရမလဲ Lord, save my parents. Lord, pour out your Holy Spirit. Lord, come help. အဖေကျွန်တော်ရဲ့မိဘတွေကိုပြောင်းလဲပေးပါဟာဖေကျွန်တော်တရှင်တော်ဝိညာဉ်တော်နဲ့ပြည့်စေပါစသည်ဖြင့်ကျွန်တော်အမြဲတမ်းတိုက်ပွဲဝင်နေတယ်လို့ဖြစ်နေမယ်ဆိုရင် What if I was doing that all the time? ဘာဖြစ်လို့အဲ့လိုအချိန်ပြည့်အချိန်တိုင်းမှာအဲ့လိုလုပ်ရမလဲမောမှာပေါ့ We have to take time to rest. ဒါကြောင့်ကျွန်တော်တို့အဲ့လို Right? နားယူချိန်လိုအပ်တယ် Remember John putting his head on Jesus' chest. ဒါကြောင့်တတိယပါရှင်ယောဟန်တော်မှခရစ်တော်ရဲ့ခြေရင်းမှာထိုင်ပြီးတော့မှအနားယူတယ် Do you think the Apostle John was praying up a storm at that time? နော်မုန်တိုင်းနဲ့တွေ့တဲ့ခါမှာသူဆူတောင်းနေလား He was resting. သူအိတ်နေတယ် He was resting physically, သူခန္ဓာကိုယ်လည်းအိတ်နေတယ်နားယူနေတယ် and in every way he was resting တနည်းအားဖြင့်သူက with Jesus. ခရစ်တော်နဲ့လုံးလျက်အနားယူအိတ်ဆက်နေတာဖြစ်တယ် And so what does physical rest look like? အဲ့ဆိုရင်ဒီရုပ်ပိုင်းဆိုင်ရာအနားယူခြင်းဆိုတာဘယ်လိုမျိုးလဲ It means to stop working. အဲ့ဒါကကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကိုခဏရပ်လိုက်တာဖြစ်တယ် It means to stop ministry. ကျွန်တော်တို့ရဲ့အမှုတော်လုပ်ငန်း It means to stop doing things. ကျွန်တော်တို့ခန္ဓာကိုယ်နဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုခဏရပ်လိုက်တာဖြစ်တယ် So if I'm doing the laundry, I'm not resting. ဒီအဝတ်လျှော်တဲ့နေရာမှာလုပ်တဲ့ခါမှာအနားယူချိန်မရှိခဲ့ဘူး If I'm sitting and I'm on my phone, I'm not resting. နော်ဥမာအဲ့နေရာမှာလှုပ်ရင်လည်းဖုန်းကြည့်တယ်ဆိုတော့လည်းလုံလောက်တဲ့အနားယူမှုမပေးပါဘူး So sitting quietly in God's presence. ဒါကြောင့်ဘုရားသခင်ရှေ့မှာငြိမ်သက်စွာထိုင်ပြီးတော့မှအနားယူဖို့လိုတယ် What about you?
တင်နဲ့ကျွန်တော်ရောဘယ်လိုလဲ Do you allow yourself to physically rest? ဒါမှမဟုတ်ကိုယ်ဒီအနားယူဖို့ရတဲ့ခွင့်ပြုမလား Sometimes we get very tired. တခါလေကျွန်တော်တို့အရန်ပင်ပန်းလွန်းနေကြတယ် And when we get really exhausted, that's something the Holy Spirit is speaking to us. နော်အဲ့လိုမျိုးဖြစ်တဲ့ခါအဲ့လိုမျိုးချိန်နေမှာတခါလေဝိညာဉ်တော်ကလည်းစကားပြောတတ်တယ် When I'm very tired, အာအရန်ပင်ပန်းတာပဲ the Holy Spirit is saying, it's time to rest now. အဲ့ဒီချိန်မှာဝိညာဉ်တော်ဖခင်ဘာပြောလဲဆိုဒီချိန်ကအနားယူဖို့ရအတွက်အကောင်းဆုံးချိန်ဖြစ်တယ် Thank you, Jesus. ကိုရောယေရှုတင်တယ် And so every year we take 2 or 3 weeks off from ministry. ဆိုတော့ကျွန်တော်တို့နှစ်တိုင်းမှာအနည်းဆုံးတစ်ပတ်နှစ်ပတ်လောက်ကိုအနားယူဖို့ Every ရအတွက် year. နှစ်တိုင်းပါ In နော် the summer, we take usually most of the month of July off of ministry ဆိုတော့ဒီနွေရာသီကနေပြီးတော့ဇွန်ဇူလိုင်လလောက်ထိကို because we have to get refreshed. အနားယူဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့တစ်လမ်းပြန်ပြီးတော့မှအားနဲ့ပြည်ပြီးလမ်းဆန်းဖို့ရန်အတွက်ဖြစ်တယ် And some of us might not be able to take a month off of ministry, right? Some people cannot do that, တချို့လူကတော့အဲ့လိုမျိုးမလုပ်ဘူးမရှိဘူး right? Maybe you can only take 1 week off. ဒါမှမဟုတ်အနည်းဆုံးတော့တစ်ပတ်လောက်တော့အနားယူသင့်တယ် But it's important to plan ahead for rest. ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအနားယူချိန်ရတကယ်ကိုလိုအပ်လို့ဖြစ်တယ် And so in July, when we have our time of rest, we go to a quiet place. ဒါမှမဟုတ်ဇူလိုင်လမှာကျွန်တော်အနားယူမယ်ဆိုရင်အဲ့ဒီကာလလေးမှာကျွန်တော်တို့တိတ်ဆိတ်အေးချမ်းတဲ့နေရာတစ်ခုကိုတွားရမယ် We go to this village and there's beautiful water there ဒါမှမဟုတ်ကျွန်တော်ကျေးရွာအရန်လှပတဲ့ဆန်းချောင်းလေးတွေနဲ့ရှိတဲ့ကျေးရွာလေးတွေတွားလည်ပတ်တာမျိုး and beautiful trees and birds. အဲ့ဒီတော်ထဲမှာရှိတဲ့တစ်ပင်တွေမမြင်ဘူးတဲ့တစ်ပင်တွေချင်းငက်တွေရဲ့အတန်တွေကိုကြည့်ပြီးတော့မှနားယူတာမျိုး And it's a quiet place. ပြီးတော့တကယ်ကိုတိတ်ဆိတ်ငြိမ်သက်တဲ့ဆူညံမှုမရှိတဲ့နေရာတွေ And တောက် there's ကြည့်ရ no မှာဖြစ်တယ် people there. ဖြစ်နိုင်မယ်ဆိုရင်အဲ့မှာလူတွေမရှုပ်ရှက်မရှိတဲ့နေရာမျိုး And we have our Bible and our books. ပြီးတော့အဲ့မှာကျွန်တော်ယူဆောင်သွားရမှာက notebook နဲ့ကျန်းစာအုပ်ဖြစ်တယ် We have our water and our picnic lunch, our little lunch. ဒါမှမဟုတ်ကျွန်တော်တို့အတွက်ရေ picnic တော့ပျော်ပွဲစားထွက်တယ်ဗော And we have a Psalm 23 experience. ဒီဟာကျွန်တော်စာလ23ကိုရကျွန်တော်တို့အတွက် Psalm 23, he leads me beside quiet waters. ကျွန်တော်မျက်နှာမှာပို့ဆောင်ပေးတယ်ဆိုတော့စာလ23 He makes me lie down in green grass. စိန်လန်းသောချက်စားရရက်မှာကျွန်တော်ကိုအိတ်စီတယ် He restores my soul. ကျွန်တော်ဝိညာဉ်ကိုအားဖြည့်ပေးတယ် Amen? Amen Are you taking enough time to rest? ဒါကြောင့်ကျွန်တော်တို့အနားယူချိန်လုံလောက်ယူဖို့ဖြစ်တယ် Of course, we want to work hard for God. ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖခင်အတွက်ကျွန်တော်တို့တကယ်ကိုကြိုးစားပြီးတော့မှ Of course, we want to be very fruitful. တကယ်ကိုအတီးတီးဖို့ရန်အတွက်ဖြစ်တယ် But what I want you to understand is rest empowers fruitfulness. နားလေစေချင်တာတစ်ခုကကျွန်တော်တို့လုံလောက်ဆိုအနားယူခြင်းကအတီးတီးဖို့ဖြစ်တယ် When you get enough rest, that empowers evangelism. ဥပမာကျွန်တော်တို့လုံလောက်ဆိုအနားယူပြီးတော့မှစတင်ပြီးလှုပ်ဆောင်တဲ့အခါမှာကျွန်တော်ဧဝံဂေလိတွေကပို့ပြီးတော့မှထိရောက်မယ် When I am resting in God, I am hearing His voice. Amen? ကျွန်တော်ဘုရားသခင်နဲ့မိသားရပြီးချိန်ယူလေဘုရားသခင်ရဲ့အတန်သူ့ရဲ့အလိုတော်ပိုရေးတိလာလေဖြစ်မယ် Remember the stories of evangelism I told you yesterday? မမီလာမနေ့ကဧဝံဂေလိနဲ့ပတ်သက်ပြီးပြောခဲ့တဲ့အကြောင်းအရာကို Because I was resting and listening to God, then He gave me all those open doors. သူနဲ့ချိန်ယူပြီးတော့မှသူ့အတန်နားထောင်ပြီးနားယူတဲ့အခါမှာသူကဘာလုပ်ရမလဲဆိုတာကိုပြောပြီးတော့မှလမ်းတွေဖွင့်ပေးတာဖြစ်တယ် What about emotional and mental rest? ဒီနေရာမှာကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာနဲ့ကျွန်တော်တို့ဒီအုံနောက်နားယူခြင်းဆိုတာဘာလဲဆိုရင် We need to give God the worries and burdens. အဲ့ဒီအရာကကျွန်တော်တို့လေးလံနေတဲ့အရာစိတ်ပူတဲ့အရာတွေကိုဘုရားစီကိုအနံလိုက်ဖို့ဖြစ်တယ် When we are carrying Now what you- burdens, now what we you are know- worried, စိတ်ပူစရာတွေလေးတဲ့အရာတွေတည်ဆောင်သွားတယ်ကိုယ်စီမှာပဲထားတယ်ဆိုရင် right? And if we're carrying a lot of worries and fears, we cannot rest emotionally. ဘာဖြစ်လို့ဆိုကျွန်တော်တို့ကစိုးရိမ်စရာတွေများမယ်ကြောက်ရွံ့စရာတွေများမယ်တွေးစရာတွေများရင်ကျွန်တော်တို့ကအနားယူနိုင်မှာမဟုတ်ဘူး And so we need to release the burdens and worries to Jesus.
ဒါကြောင့်သခင်ယေရှုစီမှာကျွန်တော်တို့ရဲ့လေးတဲ့ဝန်တွေစိတ်ပူစရာတွေအဲ့ဒီဟာတွေကိုအကုန်လုံးတတ်နိုင်ရမှာဖြစ်တယ် We can name each worry and give them to Jesus. ကျွန်တော်တို့ရဲ့စိတ်ပူစရာတွေအခက်ခဲတွေအဲ့ဒါတွေနာမည်တစ်ခုချင်းစီရေးပြီးတော့မှသခင်ယေရှုစီမှာကျွန်တော်တို့ပေးအပ်လိုက်ဖို့ဖြစ်တယ် When my father was not very well, ကျွန်မရဲ့ဖေနေမကောင်းတဲ့ချိန်တုန်းက he was getting old. He was 89 years old. သူကအသက်ကြီးပြီဖြစ်တယ်အသက်89နှစ်အရွယ်လောက်ရှိပြီ And he wasn't able to walk very well. သူလမ်းကိုတော့ကောင်းကောင်းမရှောက်နိုင်တော့ဘူး And he was struggling in many ways with his health. သူရဲ့ကျန်းမာရေးအတွက်သူကရုန်းကန်နေရတာဖြစ်တယ်ကျန်းမာရေးချို့ယွင်းလာတယ် And I was worrying about him. အဲ့ကြောင့်သူကျန်းမာရေးအားနည်းလာတဲ့ခါမှာသူ့အတွက်အရန်ကိုစိတ်ပူပေးတယ် Oh Lord, what if he falls? အော်ဖေသူဘာဖြစ်လို့ဒီလိုလဲချသွားရတာလဲ Lord, this is so hard for him. How is he going to go through this trial? ဆိုတော့ဒီလိုအချိန်တွေကသူ့အတွက်အရန်ခက်ခဲမှာပဲသူဒီဟာဘယ်လိုလို့ရင်ဆိုင်နိုင်မှာလဲလို့ပြောတယ်ဖေဟာကို And I was worried. It looks like he was suffering in different ways. သူ့ကိုကြည့်လိုက်တဲ့ခါမှာသူကဒီနာမကျန်းတဲ့ဆင်းရဲဒုက္ခထဲမှာပဲရှိနေတယ်ဆိုပြီးတော့ဂယုဏတတ်မိတယ် My father used to be so strong physically, ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကျမရဲ့ဖေကအင်မတန်မှကျန်းမာတန်ဆွမ်းတဲ့သူဖြစ်တယ် but it was really hard for me to see him အဲ့လိုမျိုးသိခဲ့တာ in ဖြစ် this တဲ့ way. အခုဒီလိုခြေနေမှာကြည့်တဲ့အခါမှာအယံကိုခံစားရတာဖြစ်တယ် But I had to give my worries to Jesus ဒါပေမဲ့အဲ့လိုမျိုးစိတ်ပူစရာတွေကိုဘုရားသခင်စီကိုသင်ယေရှုစီကိုပေးခဲ့တယ် every day. နေ့တိုင်းပေးအပ်တယ် Sometimes a couple times a day, I had to give Jesus the worries. အဲ့ဒီစိတ်ပူစရာတွေတစ်ခါတလေမှာတစ်ခါတော့မဟုတ်ဘူးနှစ်ခါလောက်ပေးအပ်တယ်ပြောတယ် Jesus, I'm worried my dad is going to fall. သခင်ယေရှုဖျားကျမရဲ့အဖေကဒီလိုကြာစင်ပြီးလဲကျတော့ဖို့အရင်စိုးရင်တယ် I give you that worry now to carry Jesus. ဒါကြောင့်အဲ့လိုမျိုးစိတ်ပူတာရှိတဲ့အတွက်ကိုရောပဲဂယုစိုက်ပေးပါဆိုပြီးတော့မှသူ့ကို Jesus, I'm worried about my dad's memory. တကယ်ရှိဖျားသူ့ရဲ့မှတ်ဉာဏ်တွေအတွက်လည်းစိတ်ပူတယ် I give that to you, that worry. အဲ့ဒီစိတ်ပူစရာကိုလည်းကိုရောကိုပဲပေးတယ် Jesus, I'm worried about my dad's salvation. He was not saved yet. အဲ့ဒီချိန်မှာသူ့ရဲ့ကယ်တင်ခြင်းအတွက်လည်းစိတ်ပူတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကယ်တင်ခြင်းမရသေးလို့ဖြစ်တယ် That was my biggest worry. အဲ့ဒါကကျမအတွက်အကြီးမားဆုံးသောစိတ်ပူစရာဖြစ် I တယ် put that in your hands, Jesus. ဒါကြောင့်အဲ့ဒီစိုးရိမ်တဲ့အရာကိုခရစ်တော်လက်ထဲအပ်ပါတယ်လို့ပြောတယ် And we take the worries and we put them from our hands into Jesus' hands. ဒါကြောင့်ကျွန်တော်တို့စိတ်ပူတဲ့အရာစိုးရိမ်တဲ့အရာတွေကျွန်တော်လက်ထဲကနေပြီးတော့မှခရစ်တော်ရဲ့လက်ထဲကို Amen. ပေးအပ်တယ်အာမင် And every time I did that, then I had rest. အဲ့လိုမျိုးပေးအပ်လိုက်တကယ်ရှိဆိုပေးအပ်လိုက်တဲ့ခါမှာကျမကပို့ပြီးတော့မှလန်းဆန်းလာတယ်တတ်တောင့်တတ်တာဖြစ်လာတယ် Of course, I was praying for my father. ဘာဖြစ်လို့အဖေတို့လည်းတကယ်ဆုတောင်းပေးနေ I တာ was ဖြစ်တယ် praying for his salvation သူရဲ့ကယ်တင်ခြင်းအတွက်လည်းဆုတောင်းပေးတယ် for 38 years. နှစ်ပေါင်း38နှစ်တိုင်ဆုတောင်းပေးတယ် 38 years I prayed for his salvation. သူကယ်တင်ခြင်းရဖို့ရန်အတွက်38နှစ်တိုင်ဆုတောင်းခဲ့ရတယ် And he was very old. သူလည်းအရန်လည်းအသက်ကြီးပြီ He was in the hospital then. အဲ့ဒီချိန်မှာနောက်မှာကျတော့ဆေးရုံရောက်သွားတယ် And finally, he was almost dying. နောက်ဆုံးမှာသူကတေလူမျိုးပါဖြစ်ခဲ့တယ် And I said, Dad, I have something to share with you. အဲ့ဒီခါမှာအဖေကိုတခုပြောပြချင်တယ် And he could hardly speak. အဲ့ဒီခါမှာစကားပြောဖို့ရတော့ခက်ခဲနေပြီ He could only say yes or no. သူပြောနိုင်တဲ့အရာက yes နဲ့ no ပဲဖြစ်တယ် I said, Dad, do you want to call on the name of Jesus? ကျမကမေးလိုက်တယ်အဖေသခင်ယေရှုနာမကိုဖိတ်ခေါ်ခြင်းလားသခင်ယေရှုခေါ်ခြင်းလားလို့မေးပါတယ် Because I had asked God, what scripture can I give my dad? အဲ့ဒီခါမှာဘုရားသခင်ကိုကျမစကားပြောတယ်မေးတယ်ဘယ်လိုကြမ်းချမ်းနှုတ်ကပတ်တော်ကိုအဖေကိုပြောပြရမလဲဆိုပြီးမေးတယ် I have shared with my dad the gospel many times, ကျမရဲ့ဖေကိုအကြိမ်ပေါင်းမြောက်များစွာဧဝံဂေလိအကြောင်းပြောပြခဲ့ပြီ but he never received Jesus. ဒါပေမဲ့သူကဘယ်တော့မှခရစ်တော်ကိုလက်မခံခဲ့ဘူး So I had to put that worry in God's hands. အဲ့ဒီစိတ်ပူတဲ့စိုးရိမ်တဲ့အရာကိုဘုရားလက်ထဲအပ်လိုက်တာဖြစ်တယ် And on the way to the hospital, I prayed.
အဲ့ဒီဆေးရုံမှာလည်းဆူတောင်းနေတော့ပဲ I don't know what to do. ဘာလို့ရမလဲမသိတော့ဘူး I don't know what scripture to share. ဘာဘယ်လိုကြမ်းချမ်းနဲ့ဝင်ငါမလဲလဲရှာမ I တွေ့ have ဘူး tried everything. နီလန်ပေါင်းစုံစူးစမ်းခဲ့တယ် It was a desperate prayer ဆူတောင်းခြင်းမှာ because he was dying. ပြင်းပြတဲ့ဆန္ဒနဲ့ဆူတောင်းတယ်ဘာဖြစ်လို့ဆိုတော့တေခံကြီးရောက်နေပြီဖြစ်တယ် And God gave me the scripture. အဲ့ဒီခါမှာဘုရားသခင်ကနှုတ်ကပတ်တော်ပေးတယ် Whoever calls upon the name of the Lord shall be saved. Will be saved. တခင်ရှုနာမနောက်ဆုံးမှာသူကယ်တင်ခြင်းရမယ် And so I shared that with him. အဲ့ဒါကိုသူ့ကိုဝင်ရတယ် Dad, do you want to call on the name of Jesus? အဲ့မှာအဖေကိုမေးတယ်အဖေခရစ်တော်ရဲ့နာမည်နဲ့ခေါ်ပိတ်ခက်လက်ခံချင်လားလို့မေးပါတယ် He said yes. အဲ့အချိန်မှာသူကဟုတ်ကဲ့လို့သူပြောပါတယ် After 38 years, လွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်တန်တာဆူတောင်းခဲ့တဲ့ຢာက he said yes. နောက်ဆုံးမှာတော့ဟုတ်ကဲ့လို့သူဝန်ခံခဲ့ပြီ I said, Dad, do you want to be saved from all the bad thoughts, the bad actions, the bad things, the sin in your life? သူအဖေကိုပြောတယ်အဖေရဲ့အပြစ်တွေအားလုံးကနေလွတ်မြောက်ဖို့လိုချင်တယ် He said, yes. အဲ့လိုမေးတဲ့ခါမှာသူကဟုတ်ကဲ့လို့မေးပါတယ်ပြောတယ် Dad, do you want God to come and be your father? အဲ့ကထပ်ပြီးမေးတဲ့အဖေဘုရားသခင်ကအဖေရဲ့အဖေအနေနဲ့လက်ခံနိုင်မလား He said, yes. အချိန်မှာသူကဟုတ်ကဲ့လို့ပြောပါတယ် Hallelujah. ဘုရားသခင်ဘုန်းကြီးပါစေ That happened 2 years ago. ဒါလွန်ခဲ့တဲ့နှစ်ကဖြစ်ပျက်ခဲ့တဲ့အရာဖြစ်တယ် We can't save anybody. ကျွန်တော်တို့ We cannot save anybody. တခြားလူတွေကိုမပြောနိုင်ဘူး We don't have the wisdom ကျွန်တော်တို့မှာဉာဏ်ပညာ in our own mind. We don't know. ဘယ်လိုပြောရမလဲဆိုတာကျွန်တော်တို့မှာတကယ်တမ်းကျတော့နီလန်းမရှိပါဘူး We don't have the strength in ourselves. ကျွန်တော်တို့ကိုခွန်အားနဲ့ကိုယ်ဆွဲမရပါဘူး But when we call upon God to help us, ဒါပေမဲ့ He ဘုရား helps. သခင်ကိုကူညီဖို့ရန်ခေါ်တဲ့အခါမှာသူကျွန်တော်တို့ကိုကူညီပေးတာဖြစ်တယ် When we let go of the worries, He helps us. ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်ပူစရာတွေသူ့ကိုအနံ့လိုက်တဲ့အခါမှာသူကကူညီပေးတာဖြစ်တယ် When we let go of worry, then we can rest. အဲ့လိုမျိုးစိတ်ပူစရာတွေသူ့ပေးအပ်လိုက်တဲ့အခါမှာကျွန်တော်တို့မှာအနားယူခြင်းငြိမ်သက်ခြင်းရတာဖြစ်တယ် When we let go of the worries to Jesus, we can trust Him. အဲ့ဒီစိတ်ပူစရာအရာတွေဖျားကိုပေးအပ်တဲ့အခါမှာသူ့ကိုတာ၍ကိုးစားလာတာဖြစ်တယ် Amen. Amen Rest empowers fruitfulness. ဒါကြောင့်ကျွန်တော်တို့အနားယူခြင်းငြိမ်သက်စွာအနားယူခြင်းကခွန်အားဖြစ်စေတယ် Rest empowers us getting wisdom from God. အဲ့လိုမျိုးဖျားနဲ့ငြိမ်သက်စွာအနားယူခြင်းသူနဲ့ချိန်ပေးခြင်းဟာကျွန်တော်တို့ဖျားသခင်စီကနေဖွင့်ပြချက်တွေ When we rest and trust in Jesus, He empowers evangelism. ကျွန်တော်တို့သူ့ကိုယုံကြည်ကိုးစားပြီးသူ့အားကိုးတဲ့ခါမှာသူကပဲကျွန်တော်တို့ကိုလှုပ်ဆောင်ပေးသွားမှာဖြစ်တယ် Amen. Amen Hallelujah. ဘုရားသခင်ဘုန်းကြီးပါစေ And so we can rest emotionally in God as well. ဒါကြောင့်ဒီလိုနီလန်အဖြစ်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကအနားယူလို့ရတာဖြစ်တယ် I think of a woman I was praying for in England, အင်္ဂလန်မှာရှိတဲ့မြို့သမီးတယောက်ကိုဆုတောင်းပေးခဲ့တော့က and she was caring for her mother. သူကသူ့ရဲ့မိခင်နဲ့ပတ်သက်ပြီးသူကအရင်ပြုစုစောင့်ရှောက်နေတာဖြစ်တယ် And that is very biblical. အဲ့ဒါကတကယ်ကိုကျမ်းစာနဲ့ကိုက်ညီတယ် We want to honor our parents and care for them. ကျွန်တော်တို့မိဘတွေကိုချစ်တဲ့အခါမှာ But she believed a lie. ဒါပေမဲ့သူကဘာကိုယုံကြည်မိလဲဆိုတော့လိန်ညာလှည့်ဖျားမှုတစ်ခုကိုယုံကြည်ထားတယ် She believed I have to do everything for my mother 24 hours a day. သူစိတ်ထဲမှာယုံကြည်လက်ခံတဲ့အရာကတရက်မှာ24နာရီလုံးငါရဲ့မိခင်အတွက်ငါပဲအကုန်လုံးလုပ်ပေးရမယ်ဆိုတဲ့အရာကိုသူဆွဲကင်ထားတယ် I have to care for my mom's body, mind, soul, and spirit. နော်သူကဘာလဲဆိုငါအမေနဲ့ဒီခန္ဓာစိတ်အားလုံးကိုသူပဲတာဝန်ယူပြီးတော့မှထမ်းပိုးထားတာဖြစ်တယ် It is important to care for our parents. မိဘတွေကိုဂရုစိုက်ဖို့ကအရန်လိုအပ်ပါတယ်ရေးကြီးတယ် But what was happening in her heart? ဒါပေမဲ့သူမရဲ့နှလုံးသားထဲမှာဘာဖြစ်နေလဲဆိုရင် She was becoming her mother's savior. သူစိတ်ထဲမှာသူ့ You ရဲ့ see?
မိခင်ကပြောင်းလဲသူမိဘသူ့ရဲ့အမေကိုသူပဲကယ်တင်ပေးနိုင်တယ်လို့သူကစိတ်ထဲမှာရှိတယ် She was thinking she needed to be God to her mother. သူကဖျားသခင်နေရာမှာနေပြီးတော့မှသူ့မိရဲ့လူအပ်ချက်တွေအလုံးသူပဲလုပ်ပေးမယ် And she was carrying all the heavy burdens. သူ့မိသူအရန်ချစ်တဲ့ခါမှာသူ့မိရဲ့ပတ်သက်တဲ့ကိစ္စအဝဝအလုံးသူထပ်ပိုးတဲ့ခါမှာသူကအရန်ပင်ပန်းနေလေးလံနေတယ် But the mother's needs were too great for her. ဒါပေမဲ့သူ့ရဲ့မိခင်အတွက်ကြီးမားတဲ့အရာလိုအပ်တဲ့အရာက Only God could meet those deepest needs. ဆိုတော့သူတို့ရဲ့လိုအပ်ချက်ကိုဖျားသခင်ပဲပေးနိုင်တယ်ဆိုတာကိုဖြစ်တယ် And so she asked God to forgive her for trying to be her mother's savior. အဲ့ဒီခါမှာအဲ့မျိုးသမီးကသဘောပေါက်တဲ့ခါမှာဖျားသခင်စီမှာဆုတောင်းတယ်သူရဲ့မိခင်ကြီးပြောင်းလဲဖို့ရန်အတွက်ဆိုပြီးတော့ We can't be savior to somebody else. ကျွန်တော်တို့ကြောင့်တစ်စုံတစ်ယောက်ကမပြောင်းလဲနိုင်ဘူး Jesus has to be the savior. သခင်ရှုတပါးသည်ပဲသူ့ကို Jesus has to come and empower when we're caring for other people. ကယ်နှုတ်နိုင်တာဖြစ်တယ်သခင်ရှုတပါးသည်တာလည်းမဆပေးနိုင်တာဖြစ်တယ်အလုံးစုံကို And so when we are caring for others, we need to pray and release them into God's hands. ဒါကြောင့်ကျွန်တော်တို့တစ်စုံတစ်ယောက်အတွက်စိတ်ပူပေးတဲ့အလေးထားတဲ့အရာတွေဆိုရင်အဲ့ဒီသူအတွက်သခင်ရှုစီမှာကျွန်တော်တို့လွတ်ပြီးတော့မှအနံဖို့ရည်ကြီးတယ် We need to say, I can't solve all of the problems for that person. နော်ဒီလူအတွက်သူ့ရဲ့ပြဿနာအလုံးငါမကူညီပေးနိုင်ဘူးဆိုပြီးကျွန်တော်ပြောဖို့လိုတယ် Especially there are some pastors in the room. ဒါမှမဟုတ်ကျွန်တော်တို့သူကပါစတာတွေလည်းဖြစ်နိုင်တယ် You cannot solve all the problems of your people. သင်ရဲ့လူတွေအတွက်ပြဿနာတွေအားလုံးကိုသင်မဖြေရှင်းပေးနိုင်ဘူး It's too much. ရမ်းကြီးတဲ့အရာဖြစ်တယ် We must surrender all the problems of the people into God's hands. ဒါကြောင့်ဒုက္ခပြဿနာရှိတဲ့လူတွေရဲ့ကိစ္စအဝဝအားလုံးကိုကျွန်တော်တို့ကဖျားသခင်စီပဲယူဆောင်ပြီးအနံဖို့ဆုတောင်းပေးဖို့ပဲဖြစ်တယ် Otherwise, as pastors and leaders, we are carrying the heavy load all the time. ဒါပေမဲ့တချို့တော့အသင်းအုပ်ဆရာတွေဥဆောင်တဲ့သူတွေကသူတို့အသင်းသူတင်သားနဲ့ပတ်သက်တဲ့ကိစ္စအဝဝသူတို့ပဲထမ်းပိုးပြီးတာဝန်ယူတဲ့ခါမှာအရင်ပင်ပန်းနေ And I'm trying to go to sleep at night, ဒါအိမ်ညအိတ်တဲ့ခါမှာတော့မှမအိတ်နိုင်မစားနိုင်ဖြစ်တယ် but all I can think about is, oh, that person is in crisis. အော်ဒီလူအတွက်စိတ်ထဲမှာမြဲတွေးနေတယ်စဉ်းစားနေတယ် Oh, that family needs so much. ဟာသူမိသားစုရဲ့လိုအပ်ချက်တွေကလည်းများလိုက်တာ And I can't sleep. အဲ့ဒီခါမှာမအိတ်နိုင်တော့ဘူး And how many people has that happened to? ဒီလိုမျိုးဘယ်နှယောက်တောင်မှဖြစ်နေလဲ Your mind is going and going and going and going. ကျွန်တော်ဒီစိတ်ကူးအတွေးထဲမှာအလုတ် Right? အရန်အလုတ်နေမနာနိုင်ဘူးဖြစ်နေတယ် And your mind is not resting. သင်ရဲ့စိတ်ကလည်းအနာမယူနိုင်ဘူးဖြစ်သွားတယ် And it's important when you're going to bed, ဒါကြောင့်ကျွန်တော်အိယာဝင်တဲ့အခါမှာအရေးကြီးတဲ့အရာကဘာလဲဆိုရင် release all the burdens. အဲ့ဒီဝန်တွေအားလုံးကိုလွတ်ချဖို့ဖြစ်တယ် Release all the people you're caring for. ကျွန်တော်တို့ဂယုစိုက်ပေးတဲ့လူတွေရဲ့ကိစ္စအဝဝကိုလွတ်ချလိုက်ဖို့ဖြစ်တယ် I can't do everything. ငါအရာအားလုံးမလုပ်ပေးနိုင်ဘူး I'm not God. ငါဟာဖျားမဟုတ်ဘူး I am letting it go. I'm letting these people go onto your shoulders, Jesus. ဒါကြောင့်တခင်ရှုပြဒီကိစ္စဝကိုတော့ပဲအပ်ပါတယ်လက်တော်လည်းအနံဖို့ဖြစ်တယ် I can't carry the heavy ဒီ burdens. လောက်လေးလံတဲ့ဝန်တွေကျွန်တော်ဘယ်လိုတင်နိုင်မလဲ Right? ဟုတ်တယ်မဟုတ်ဘူးလား And same with family members. ကျွန်တော်မိသားစုဝင်ကိစ္စတွေလည်းတူတူပါပဲ Off of my shoulders, အရာအားမိသားစုဝင်ယူထမ်းထားတယ် onto Jesus' shoulders. တခင်ရှုရဲ့ပခုံးပေါ်လွှဲပြောင်းပေးဖို့ဖြစ်တယ် We are still caring for our family members. ကျွန်တော်တို့မိသားစုတွေကိုဂရုစိုက်တယ် We are still caring for the sheep in the church. ကျွန်တော်တို့အသင်းသူတင်သားတဲ့အရာတွေကိုဂရုစိုက်တယ်ဒါ But မို့ Jesus is carrying the heavy part, ကျွန်တော်တို့သခင်ခရစ်တော်ကလည်းတာရွေ့ကြီးတဲ့ right? ကဏ္ဍမှာတာဝန်ယူပေးနေတယ် Hallelujah. အာမင် Good, good, good. Who is carrying your problems? ဒီနေ့သင်ရဲ့ခက်ခဲပြဿနာတွေကိုဘယ်သူကထမ်းထားပေးလဲတဲဆောင်နေလဲ Who is carrying your stress? သင်ရဲ့စိတ်ဖိစီးမှုတွေကို
Who is carrying your worries right now? ခုချိန်မှာစိတ်ပူတဲ့အရာတွေကဘသူကထမ်းထားလဲ Are you feeling rested? တင်းလုံလုံလောက်လောက်နားယူလား Or do you feel the worries and the burdens? ဒါမှမဟုတ်စိတ်ထဲမှာမလွတ်မြောက်ဘဲနဲ့စိုးရင်ပူပန်ပြီးလေးလံနေလား We are going to have a time to release the burdens and people to God. ဒါကြောင့်အဲ့ဒီအရာတွေအားလုံးကိုဖျားတင်စီမှာကျွန်တော်အနံတက်ဖို့လိုအပ်တယ် Psalm 68, verse 19. စာလံ68အငယ်19 Yes. Please turn to Psalm 68, verse 19. 68ခုမြောက်သောစာလံအပိုင်းငယ် This has really helped me. ဒီကျမ်းချက်ကတကယ်ကိုအကူအညီဖြစ်စေမယ် Praise be to the Lord, to God our Savior, who daily carries our burdens. ထာဝရဘုရားသည်အစဉ်မင်္ဂလာရှိတော်မူစေတည်းငါတို့ကိုသူတစ်ပါးညင်ဆဲသောအခါဘုရားသခင်ကယ်တင်တော်မူ၏ That's exciting, တရားတကယ်ကိုစိတ်လှုပ်ရှားစရာဖြစ်တယ် right? ဟုတ်တယ်နော် Who is carrying the heavy load? ကျွန်တော်တို့ရဲ့လေးတဲ့ဝန်ကိုဘယ်သူတက်ပေးနေတာလဲ Are you? ကိုယ့်ရဲ့ဝန်တွေကိုကဆိုတဲနေလား Or are you giving the load to Jesus? တဲထားရဆိုခရစ်တော်ထံကိုပေးချဖို့ဖြစ်တယ် Hallelujah. တကယ်ဘုန်းကြီးပါစေ Thank you, Lord. You daily, every day, you're carrying the heavy load. ဒါကြောင့်တခင်ရှုဘုရားကိုကျေးဇူးတင်ပါကျွန်တော်တို့ရဲ့လေးတဲ့ဝန်ကိုတော်ကနေတိုင်းကျွန်တော်ကိုစားထမ်းပေးနေတာဖြစ်တယ် If Jesus is carrying the heavy load, that means he's strong, right? ဘာဖြစ်လို့ကျွန်တော်တို့ဘုရားကတည်နိုင်တာလဲဆိုတော့ तू ဟာခွန်အားကြီးတဲ့ဘုရားဖြစ်တယ်စွမ်းကြီးတဲ့ဘုရားဖြစ်လို့ဖြစ်တယ် Sometimes we forget Jesus is strong. ဒါကလေးပဲကျွန်တော်မေ့တယ်ကျွန်တော်ဘုရားကသက်စွမ်းတယ်ဆိုတော့မေ့နိုင်မေ့တယ် We're weak. ကျွန်တော်တို့အားနေတယ် Paul said, when I am weak, then I am strong in ရှင်ဘောလူကတော့ Jesus. ပြောတယ်ငါရဲ့အားနေခြင်းဟာဘုရားရဲ့စုံလင်ခြင်းဖြစ်တယ်လို့ပြောပါတယ် Thank you, Jesus. I do not have to carry the heavy burden. ဒါကြောင့်ကျွန်တော်တို့ကျေးဇူးတင်တဲ့ဘုရားသခင်ဒီလေးတဲ့ဝန်တွေကိုကျွန်တော်ကိုမတည်ခိုင်းတဲ့အတွက်ဆိုပြီးကျေးဇူးတင်ဖို့ပဲဖြစ်ပါတယ် Hallelujah. အာမင် And so every day you give burdens to Jesus. ဒါကြောင့်နေ့တိုင်းဘုရားကျွန်တော်ရဲ့လေးတဲ့ဝန်တွေခရစ်တော်ကိုပေးရအောင် You give the family members to Jesus. ကျွန်တော်ရဲ့မိသားစုရဲ့ဝန်တွေကိုလည်းခရစ်တော်ထံအပ်ရအောင် You give the people that you're ministering to over to Jesus. ကျွန်တော်သာသနာကွင်းမှာရှိနေတဲ့အသင်းသူကိစ္စတွေအသင်းသူဒေသတွေမှာရှိနေတဲ့ကိစ္စဝဝကိုလည်းကျွန်တော်ခရစ်တော်ထံကို Especially for pastors, sometimes you feel so much pressure. ကျွန်တော်ဥဆောင်တဲ့သူတွေသာသနာမှာဥဆောင်တဲ့သူသင်ဥဆရာတွေကိုယ်တိုင်တောင်မှအရင်တစ်ခါလေးအရင်ဖိအားများနေတတ်တယ် If you're a pastor or elder, you have so much responsibility. ။ဘာဖြစ်လို့လဲဆိုတော့သင်ဥဆရာတော်၎င်းသင်ထောက်လူကြီးတွေတော်၎င်းတာဝန်ယူထားတဲ့အပိုင်းတွေအရင်များလို့ဖြစ်တယ် But every day, Jesus carries the burdens. ။ဒါပေမဲ့ကျွန်တော်နားလည်ရမှာကျွန်တော်တို့ရဲ့ဝန်တွေကိုခရစ်တော်ကနေတိုင်းထမ်းပိုးပေးနေတာဖြစ်တယ် If we give them to him. အကယ်၍သူ့ကိုကျွန်တော်တို့ပေးအပ်တဲ့အခါမှာ If we hold on to the burdens, ဒါမှမဟုတ်ကျွန်တော်တို့ကင်ထားမလား then Jesus is not carrying your burdens. သင်ဟာကိုယ်ပဲမပေးဘဲနဲ့ထမ်းထားတယ်ဆိုရင်တော့ခရစ်တော်ကသင်ကိုကူထမ်းပေးလို့မရပါဘူး So Jesus is the strong one. ။သခင်ယေရှုကတကယ်ကို That's good news. That's good news. ဒါတကယ်သတင်းကောင်းဖြစ်တယ် Now, Jesus is the wise one. He knows everything. သခင်ယေရှုကတကယ်ကိုဉာဏ်ပညာနဲ့ပြည့်စုံတာဖြစ်တယ်။ဒါကြောင့်သူကအရာခတ်သိမ်းကိုသိမြင်တာဖြစ်တယ် Sometimes there's so much pressure on us to solve problems. ။တခါလေမှာကျွန်တော်တို့စီကိုဒုက္ခပြဿနာပေါင်းစုံကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ကို Problems in the church, အသင်းတော်ရဲ့ပြဿနာကိစ္စဝါ problems in the mission field. သာသနာကွင်းမှာဖြစ်နေတဲ့ပြဿနာတွေ We have to put every problem onto Jesus. အဲ့ဒီຢာတွေကိုကျွန်တော်တို့မဖြေရှင်းဘဲနဲ့သခင်ယေရှုစီမှာကျွန်တော်တို့အနံပြီးသူ့ဖြေရှင်းခွင့်ပေးရမှာဖြစ်တယ် Right? ။ဟုတ်တယ်နော် And so last night at the hotel, there were kids running up and down the hall. ။ညတော့ကဟိုတယ်မှာကလေးတွေကအဲ့ဒီဇင်းချန်လမ်းမှာဟိုပြေးလိုက်ဒီဘက်ပြေးလိုက်လို့တယ် It was really bothering me. ။အဲ့ဒီကကျမတို့အရန်ကိုနောက်ဆက်ဖြစ်စီတယ် And they were yelling.
ပြီးတော့သူကအော်ဟစ်ကြတယ် Ah, screaming. အာဆိုအော်ရဟစ်ကြတယ် It was really bothering me အဲ့ဒါကတကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စေတယ် because I had to prepare my sermon last night. ဘာကြောင့်လဲဆိုတော့ဒီနေ့ဝင်ငါရမယ့်အောင်ညတော့ကပြင်ဆင်နေလို့ဖြစ်တယ် Jesus, I put this problem in your hands, အဲ့ဒီခါမှာသခင်ယေရှုဒီပြဿနာတွေကိုရောပဲဖြေရှင်းပေးပါဆိုပြီးအနံလိုက်တယ် right? ဟုတ်တယ်နော် Jesus, I'm very tired tonight. သခင်ယေရှုဒီညတော့ရမ်းပင်ပန်းနေပြီ I put this in your hands. အဲ့ဒါကိုလည်းကိုရောလက်ထဲကိုအနံတယ် I woke up with the rain last night. ပြီးတော့ညတော့ကနိုးလာတဲ့ခါမှာ Did anybody wake up from the rain last night? မိုးရွာတော့ကဘသူနိုးလဲသိလား One Some- person. yes, That's someone. because you're so tired. အဲ့ဒါဘာဖြစ်လို့လဲသိလားတင်းအင်မတန်မှပင်ပန်းလို့အိပ်ပျော်နေတာ You had a deep sleep last night. နော်တကယ်လုံးဝနော်စင်နေတော့မှမနိုးတဲ့ I'm ဖွဲ့တွေဖြစ်တယ် so happy. အဲ့ဒီလိုအိပ်ပျော်တဲ့အရန်ပျော်ရွှင်ပါတယ်ဝမ်းမြောက်ပါတယ် God knew you needed this deep sleep. ဖျားသခင်သိပါတယ်တင်းနင်းနစ်ချက်ချက်အိပ်ပျော်ဖွင့်ရဖျားသိတယ် But when I heard the rain, shh, နော်အဲ့လိုမျိုးမိုးကြတဲ့ကိုကြားတဲ့ခါမှာကျွန်မက then I woke up. အဲ့ဒီခါမှာနိုးလာတယ် And instead of getting upset, Jesus, please, I put this in your hands. အဲ့ဒီခါမှာ तू ကအိတ်ချင်သေးတယ်အိတ်လို့မရတဲ့ခါမှာဒီပြက်တာ I need to preach tomorrow morning. I need sleep. အေးရေဝဝအိတ်ချင်သေးတဲ့ဒါကိုလှုပ်ပေးပါဖြည့်ရှင်းပေးပါလို့ပြောတယ် I put it in your hands. ကိုရလက်တော်နဲ့အနန္တယ်လို့ပြောတယ် And then at 6:20 a.m. အဲ့ဒီခါအဲ့ချိန်မှာနောက်ထပ်6:20မှာ ဒါချက်ပါဘာဆိုပြီးတော့လာတယ်ဘလီရတန်နော်ကျွန်တော်တန်မဟုတ်ဘူး Oh, I forgot my earplugs. အော်အဲ့ဒီခါမှာဒီနားမှာဒီဟာတက်ထားဖို့မေ့သွားတယ် Okay, Jesus, I worship you. ဟောခါနဲ့အော်ကရောကျေးဇူးတင်နေဆိုပြီးတော့ဖျားနဲ့စကားပြောလိုက် Help me to sleep. ဒါပဲဒီပြဿနာယူဖြေရှင်းပေးပါဦး And then I can be at peace. နော်အဲ့ဒီခါမှာ Right? I can be at peace. Can be. အဲ့ခါမှာပဲ तू ကစိတ်ထဲမှာငြိမ်သက်ခြင်းကျဉ်းသက်သွားတာဖြစ်တယ်ရရှိသွားတာဖြစ်တယ် Let's take a look at Mark chapter 6, verse 31. မာကုခန်းကြီး6အငယ်31 Yes, I will later. Say Mark 2. Mark 6:31. မာကုအခန်းကြီး6အငယ်31မှာဗာပြောလဲဆိုရင်ကိုတော်ကလည်းတော၌စိတ်ကြွယ်ရာအရက်သို့လာကြခဏအားဖြည့်၍ငြိမ်သက်စွာနေကြဟုမိန့်တော်မူ၏အကြောင်းမူကားလူများတွာလာကြသည်ဖြစ်၍တမန်တော်တို့သည်အစာစားခြင်းငါမြမအားနိုင်ကြ I love this verse. ဒီကျမ်းချက်ကိုအယံနှစ်သက်သဘောကျတယ် What does rest really look like? နော်ဒီမှာတကယ်ကိုနားတယ်ဆိုတာကဘာလဲဆိုရင် What do we see here in this verse? တော့ဒီကျမ်းချက်မှာဘယ်လိုဖော်ပြထားလဲ First, we see that many people were coming and going. ဆိုတော့ဒီမှာပထမဆုံးအနေနဲ့လူတွေကတွာလာနေကြတယ်တဲ့ It was very busy ministry. တကယ်ကိုအလုပ်များတဲ့သာသနာဖြစ်တယ် Many pressures and demands were on the disciples. ဒီတပည့်တော်တွေမှာတကယ်ကိုဖိအားတွေအများကြီးရှိတယ် It would have been noisy သူတို့ကစူညံနေတယ် and chaotic. ပြီးတော့မှ And all of the needs of the people were very needy. လူတွေရဲ့လိုအပ်ချက်တွေကများတဲ့ခါမှာတပည့်တော်တွေကအေးအေးဆေးဆေးမနာရဘူးလုံးဝအလုပ်များနေတာဖြစ်တယ် And so they were getting tired. သူတို့တကယ်ကိုပင်ပန်းမောပန်းနွမ်းနေလာတယ် How many people have a very busy ministry? သင်တို့ထဲမှာလူဘယ်နှစ်ယောက်လောက်ကသာသနာထဲမှာအရန်အလုပ်များနေလဲ Just put your hand up. Your ministry is very demanding. ကိုယ့်ရဲ့လူသာသနာထဲမှာ Yeah. လိုအပ်ချက်တွေရမ်းများလို့ရလှ A ရှု lot ရ of ရှင် us. ယုံကြည်ပါတယ် Yeah. အများစုကျွန်တော်တို့ရှိတယ် Yeah, လို့ okay. ဟုတ်ကဲ့ကျေးဇူးတင်တယ် And then what do we see? ဆိုတော့ဒီမှာကျမ်းချက်ကဘာထပ်ပြီးပြောထားလဲဆိုရင် The disciples were so busy they did not eat. လူတမန်တော်တို့ဒီအစာစားခြင်းငါတော့မှမအားနိုင်ကြဘူးတဲ့ So this is not the fasting and prayer. နော်ဒီဟာကအစာရှောင်ဆူတောင်းနေတာမဟုတ်ဘူး
It's that they were so busy doing ministry, they forgot to eat. သူတို့ကဒီနေရာမှာဖခင်ရဲ့အမှုတော်တွက်ဆိုပြီးတော့မှလှုပ်ဆောင်တဲ့အလုပ်ကအများများတဲ့ကမှာအစာမစားနိုင်တဲ့အချိန် And မရဘူးဖြစ်တယ် sometimes we can get so busy, we're not taking time for proper food, right? ကျွန်တော်တို့လည်းတစ်ခါတလေမှာအလုပ်တွေအများများတဲ့အခါမှာအစာစားဖို့အချိန်တော့မရတာရှိတတ်တယ် And they were not having a chance to rest. ဒါကြောင့်ဒီသူတို့ကအနားယူဖို့အချိန်မရဘူးမရှိဘူး And so what does Jesus say? အဲ့ဒီမှာသခင်ရှုကဘာပြောလဲဆိုရင် He gives them an invitation. ကိုရောကလည်းတော၌စိတ်ကြွယ်ရာရက်တို့လာကြ Jesus says, "Come with me ငါစီကိုလာပါ by yourselves." တင်ကိုယ်တိုင် Isn't that Laba. beautiful? တကယ်ဒါဘလောက်အတိတ်ပဲရှိလဲ Come away with me by yourselves. အဲ့ဒီအရာကနေထွက်လာပြီးတော့မှငါစီကိုလာပါလို့ပြောတာဖြစ်တယ် He says, withdraw, like get away from the people သူကေရှုပြောတယ်အဲ့ဒီလူတွေကိုထားခဲ့ပြီးတော့မှ and come alone with me. ငါစီကိုတင်တယောက်တည်းအရင်လာပါ But there's so much ministry going ဘာ on. ဖြစ်လို့လဲဆိုတော့ဒီအမှုတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအများကြီးရှိနေတယ်လှုပ်ဆောင်နေကြတယ် There's so many needs of the people. လူတွေရဲ့လိုအပ်ချက်တွေကလည်းအတော်မတတ်နိုင်ဘူး There's so much pressure. အမှဖိအားတွေလိုအပ်ချက်တွေအများကြီးရှိတယ် Jesus said to them, I know. သခင်ရှုကပြောတယ်ငါသိတယ် Come away with me. အဲ့ဒီကနေထွက်လာပြီးတော့မှငါစီကိုလာပါလို့ပြောတာဖြစ်တယ် Jesus could see they were not eating properly. သခင်ရှုကမြင်ပါတယ်သူတို့အစာစားဖို့ချိန်တော့မရဘူးဆိုတော့မြင်တယ် Jesus could see that they were not getting enough rest. သခင်ရှုကသူတို့မှာလုံလောက်တဲ့အနားယူချိန်မရှိဘူးဆိုတော့လည်းသိတယ် What about you? ဒီနေ့တင်းနဲ့ကျွန်တော်ရောဘလို့လဲ Do you need to take a little rest with Jesus? သခင်ယေရှုနဲ့အနားယူဖို့အချိန်အနည်းငယ်တည်းများပြင်ဆင်ပါ Are you getting enough rest? အဲ့ဒီခါမှာတင်းမှာလုံလောက်တဲ့အနားယူချိန်ရှိတယ်မှာဖြစ်တယ် And Jesus says this, come with me to a quiet place အဲ့မှာသခင်ယေရှုကဘာပြောလဲဆိုတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုလာပါ and get some rest. ပြီးတော့ငြိမ်သက်စွာနေပြီးတော့မှ Isn't that beautiful? ဒါဘလောက်ဒိတ်ပဲရှိပြီးတော့မှလှပလေ That really shows us the heart of God. ဒီဟာကဘုရားသခင်ရဲ့နှလုံးသားကိုကျွန်တော်မြင်ရတာဖြစ်တယ် God is not up in the sky saying, work 7 days a week. ဘုရားသခင်ကပြောပါတယ်ကောင်းကင်ကနေပြီးတော့မင်းတို့တစ်ပတ်မှ9ရက်လောက်ရမယ်လို့ That is not the God I know. နော်ဘုရားသခင်ကအဲ့လိုမျိုးမပြောဆိုတာယုံကြည်ပါတယ် Sometimes we can get into bad habits တခါလေမှကျွန်တော်တို့ရဲ့မကောင်းတဲ့အကျင့်လေးတွေရှိတယ် of working and ministering 7 days a week. အလုပ်လုပ်တယ်တစ်ပတ်မှ9ရက်အလုပ်လုပ်တယ်အမှုတော်လုပ်ငန်းတွေလည်းလုပ်ကြတယ် That's a bad habit. အဲ့ဒါကတကယ်တော့မကောင်းတဲ့ And that we need to take time away and rest with Jesus. တစ်ပတ်မှ9ရက်လုံးလုပ်တာကကောင်းတဲ့အရာတော့မဟုတ်ဘူးကျွန်တော်တို့အနည်းဆုံးတစ်ပတ်မှတရက်တော့ဖျားနဲ့အချိန်ယူပြီးနားယူဖို့လိုအပ်တယ် Isn't Jesus kind? အဲ့ဒါကဘာဖြစ်လို့သခင်ရွှေကျွန်တော်တို့ကိုတနာကျင်တာတယ် Our Father is kind. ကျွန်တော်တို့ရဲ့ခမည်းတော်ဖျားကလည်းကျွန်တော်တို့ပေါ်မှာတနာကျင်တာချင်းရှိတယ် He doesn't say, work, 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 work. သူကအလုပ်လုပ်ပါလို့ပဲကျွန်တော်တို့မပြောပါဘူး He says, come away and spend time with me. ပြီးတော့အဲ့ဒီအလုပ်တွေကနေခိတ္တခဏထွက်လာပြီးငါနဲ့အချိန်ယူပါ Draw strength from me. ငါစီကနေခွန်အားယူပါ Learn to rest on my chest. ပြီးတော့မှငါရဲ့နေရာမှာထိုင်ကုန်ပါအနားယူပါ Learn to trust me. ပြီးတော့ငါ့ကိုတာရွေ့ယုံကြည်ကိုးစားဖို့ရန်အတွက်ခံယူပါလေ့လာပါ And then go out and be fruitful. ပြီးတဲ့ခါမှသာလျှင်တင်းရဲ့ Right. လှုပ်ဆောင်ရမယ့်ကဏ္ဍစီကိုသွားပါအဲ့ဒီခါမှတင်းအောင်မြင်လာမှာဖြစ်တယ် Because rest empowers trust. ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်၌အတူငြိမ်သက်စွာအနားယူခြင်းကကျွန်တော်တို့ကို Rest empowers fruitfulness. ခွန်အားနဲ့ပြည့်စေတယ်အောင်မြင်ခြင်းကိုဖြစ်စေမှာဖြစ်တယ် Getting enough rest empowers evangelism. လုံဘုရားသခင်နဲ့သူလုံလောက်စွာအနားယူမယ်သူစီကနေခွန်အားရမယ်ဆိုရင်ကျွန်တော်ရဲ့သာသနာကအောင်မြင်မှာဖြစ်တယ် Hallelujah. ဘုရားသခင်ဘုန်းကြီးပါစေ When I was about 30 years old, I was at a cottage. အာ
a place of rest. ဆိုတော့အသက်38နှစ်မှာအဲ့ဒီ When I was 30 years old, I was staying. I was having a short holiday, ဆိုတော့အသက်30တုန်းကကျွန်မမှာအားလည်းရက်ခဏလေးရခဲ့တယ်ချိန်ခဏလေးရတယ် and there was a lake there ဆိုတော့အဲ့ဒီနေရာကဘယ်မှာလဲဆိုတော့ရေကန်နားလေးမှာရှိတယ် and a boat. ပြီးတော့လှေ And in the morning, I got up and I had my devotions. ဆိုတော့မနေ့အိယာထားပြီးတော့မှဘုရားနဲ့တူချင်းချိန်ယူတယ် It was a beautiful time with Jesus. ဘုရားသခင်ခရစ်တော်နဲ့ချိန်ယူတဲ့အခါမှာအယံကို I was justကောင်းတယ် enjoying His presence and praying. သူရဲ့မျက်မှောက်တော်ထဲမှာဝမ်းမြောက်ခြင်းခံစားရတယ်ဆူတောင်းတဲ့အခါမှာလည်းအားရတယ်စိတ်ကြည်နဲ့နှစ်သက်မှုခံစားရတယ် I had about an hour and a half with Jesus. It was beautiful. နော်အဲ့လိုမျိုးချင်းတနိုင်ခွဲလို့ချိန်ယူတဲ့အခါမှာတကယ်ကိုအယံကောင်းတယ် And then I thought, I'm going to go out in the boat. နော်အဲ့ဒီခါမှာလှေပေါ်သွားတယ် And so I got into the boat. ဆိုတော့လှေပေါ်တက်လိုက်တယ် It's just a small boat. ဆိုတော့လှေကလေးကတော့တေးသေးလေးပါပဲ And I began to paddle. ပြီးတော့သူ့ရဲ့လေလှော်တန်လေးနဲ့စပြီးလှော်လိုက်တယ် And I was praying. အဲ့ကမှာဆူတောင်းရင်းနဲ့လှော်တယ် And I heard a voice that said, stop. အဲ့ဒီခါမှာအတန်လေးတစ်ခုကြားလိုက်တယ်ရက်လိုက်ပါ Thought, that's weird. ဟာတကယ်ဘယ်သူပြောတာလဲ So then I started praying in tongues. နော်အဲ့ဒီခါမှာခြားသောဘာသာစကားနဲ့စပြီးဆူတောင်း And တယ် I was paddling the boat. ပြီးတော့အဲ့ဒါကိုဆက်ပြီးလဲဆက်လော်နေတယ် Karabashadakasha. နော်သူကဒီခြားသောဘာသာစကားနဲ့ဆူတောင်းနေတယ် And I was praying in tongues. နော်အဲ့ဒီခါမှာခြားသောဘာသာစကားနဲ့သူဆူတောင်းနေတယ် And I heard a voice that said, stop. အဲ့ဒီခါမှာနောက်ထပ်တန်လေးကြားလိုက်ရက်လိုက်ပါ It's like, is that a demon speaking to me? အဲ့ဒါငါ့ကိုနတ်ဆိုးကစကားပြောတာလား Who's that speaking to me? ငါ့ကိုဘယ်သူကပြောတာလဲ And so then I started singing a hymn. အဲ့ဒီခါမှာဟင်းတချင်းကိုဓမ္မတချင်းထပ်ဆိုလိုက်တယ် I heard a voice that said, stop. နောက်ထပ်အတန်ကြားတယ်ရက်လိုက်ပါ I said, Father God, is that you speaking to me? အဲ့တော့ဘုရားသခင်ကျွန်တော်ပြောတာလားဆိုပြီးတော့မေးလိုက်တယ် He said, stop. ထပ်ပြီးပြောလိုက်တယ်ရက်လိုက် I'll never forget it. ဘယ်တော့မှမမေ့ပါနဲ့ He said, you are so tired. သူကပြောတယ်သင်အရန်ပင်ပန်းနေပြီ You are always working, ministering. သင်ကသာသနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှအမှုတွေနဲ့ပတ်သက်ပြီးအမြဲတမ်းလုပ်နေတယ်လုပ်များနေတယ် You see, from the moment I woke up သင်ဒီမနေ့ထားတဲ့ခါမှာ to the moment I went to bed, အဲ့လိုမျိုးအိတ်တဲ့အချိန်မှာ I was always doing something. အဲ့ဒီအချိန်မှာတော့မှတစ်ခုခုလုပ်နေတော့မယ် And it's good to be fruitful. အဲ့ဒါက तू အောင်မြင်ဖို့ရန်အတွက်ဖြစ်တယ် It's good to pray. အဲ့ဒါဟိုဆူတောင်းဖို့ရန်လည်းဖြစ်မယ် It's good to have your Bible study. ဒါမှမဟုတ်ကျမ်းစာကိုလေ့လာတာ Of course. ဖြစ်နိုင်တယ်ကောင်းတယ် But I always was doing things the whole day and night. ဒါပေမဲ့အဲ့ဒီဟာကဘာလဲတရက်လုံးလုံးမှာတစ်ခုခုမို့တစ်ခုခုအမြဲတမ်းလုပ်နေတာဖြစ်တယ် Never taking time to rest. အနားယူဖို့ကိုဘယ်တော့မှအချိန်မပေးခဲ့ဘူးဖြစ်တယ် So I was never taking time to rest. ကျွန်မအနားယူဖို့အချိန်ကိုဘယ်တော့မှမယူခဲ့လို့ဖြစ် And တယ် so there I was in the boat. ဆိုတော့အဲ့ဒီလှေပေါ်ရောက်တဲ့အခါမှာ And God said, put the paddle down. အဲ့ဒါဒီလှေလှော်တဲ့ဟာကိုချလိုက်ပါ He said, stop. ရက်လိုက်ပါ He said, lie down in the boat. ပြီးတော့အဲ့ဒီလှေပေါ်မှာပဲဒီလိုပဲလှဲချလိုက်ပါလှဲအိတ်လိုက်ပါလို့ပြောတယ် He said, you're exhausted. ဘာဖြစ်လို့လဲဆိုတော့တင်မောပန်းနေတယ် I started to cry. အဲ့ဒီခါမှာမျက်ရည်ကျလာတယ် He said, I'm calling you into rest. ဘုရားသခင်ကပြောတယ်မင်းကိုအနားယူဖို့ရန်အတွက်ငါပြောတာဖြစ်တယ် He said, I'm giving you rest right ပြီးတော့ now. တင့်ကိုညီသက်ခြင်းတက်တာခြင်းနဲ့အနားယူစေမယ် And it was very powerful time with God. အဲ့ဒီချိန်ကတကယ်ကိုဘုရားနဲ့မိတ္တာယအကောက်ပြုတဲ့အကောင်းဆုံးချိန်ဖြစ်တယ် Because I could feel the stress coming off of my body. ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ကနေလာတဲ့ဒီဖိအားတွေခန္ဓာကခံရတာဖြစ်တယ် I could feel the pain in my neck leaving. ဒီလေဘင်းမှာတော့မှเนาะဒီကြောမှာတော့မှခံစားရတယ်စကြောတက်တယ် I could feel the tightness in my shoulders leaving. ဆိုတော့ဒီမှာညောင်းနေတဲ့ຢာတွေကြိုက်ခဲနေတဲ့ຢာတွေတော့မှထွက်သွားတယ် And I was just crying and crying. အဲ့ဒီခါမှာငိုပြီးရင်ငိုကြွေးမိတယ် And that was the first time in my life that I experienced rest. ဒီဟာကကျွန်မဘဝမှာပထမဦးဆုံး
ဖျားနဲ့အနားယူပြီးတော့မှတက်တောင့်တက်တာဖြစ်တဲ့အချိန်ပထမဆုံးတွေ့ကြုံပဲဖြစ်တယ် And that experience changed my life. အဲ့ဒီအတွေ့အကြုံကကျွန်မတဘောအလုံးကိုထပ်ပြီးပြောင်းလဲပေးသွားတာဖြစ်တယ် What about you? ဒီနေ့သင်ရောကျွန်တော်ရောဘယ်လိုလဲ Are you taking time to rest? အနားယူချိန်ရှိရလား Or are you always doing, always thinking, always having to do things? ဒါမှမဟုတ်ချိန်လုံးတစ်ခုမို့တစ်ခုအမြဲတမ်းလှုပ်ပြီးတော့အလုပ်များနေသလား Of course, we want to work hard for God. ဖျားသခင်အတွက်ကျွန်တော်အလုပ်ကြိုးစားရမှာဟုတ်တယ်မှန်ပါတယ် Of course, we want to be fruitful. ကျွန်တော်တို့ရောက်စီတိုင်းကအောင်မြင်ဖို့လိုအပ်ပါတယ် And I do work hard. တကယ်ကိုအလုပ်ကြိုးစားမယ်လို And အ I ပ်တယ် am fruitful. နော် I am fruitful. အောင်မြင်မယ်တီးမယ် But now I have rest inside my heart. ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်မရဲ့အတွင်းနှလုံးသားထဲကနေပြီးတော့မှညီသက်ခြင်းနဲ့ Peace inside my heart. ညီသက်ခြင်းကိုခံစားရတာဖြစ်တယ် Psalm 46, verse 10. Stop trying so hard. Be still ခုနဖတ်သွားတဲ့စာလံထဲမှာလိုပဲ and know that He is God. ညီသက်စွာနေပါ Hallelujah. သူငါဘုရားသခင်ဖြစ်တယ်လို့ပြောပါတယ် Jesus took time to rest. သခင်ယေရှုကိုယ်တိုင်လည်းအနားယူခဲ့ပါတယ် He took time to be with His Father. ပြီးရင်သူနဲ့ဖခင်သူ့ရဲ့ခမည်းတော်ဖခင်နဲ့လည်းချိန်ပြူတယ် Do you remember one time He was even sleeping in the boat? ဒီမမီလားသခင်ယေရှုကတစ်ခါလေပေါ်မှာအိပ်ပျော်နေတဲ့ခလော Remember? ခလောနေပြီးတော့ Because He was so tired. ဘာဖြစ်လို့လဲသိတာ तू အရန်ပင်ပန်းနေလို့ဖြစ်တယ် The disciples probably wanted to talk to Jesus. နော်အဲ့ကတပည့်တော်တွေကသူ့လာပြောတယ် Jesus decided He needed rest. သခင်ယေရှုကငါတို့သခင်ကတော့အနားယူဖို့လိုတယ်ဆိုပြီးတော့မှ Are you taking time to rest? တေရောအနားယူချိန်ရှိရလားယူရလား You see, one of the plans, the devil has plans for your life. ကဲကျွန်တော်ရန်သူမနက်ကလည်းကျွန်တော်ဘဝအတွက်အစီအစဉ်လေးတစ်ခုရှိတယ် The devil wants you to be busy all the time. ကျွန်တော်ရန်သူမနက်ကကျွန်တော်တို့ကိုအချိန်ပြည့်အလုပ်ရှုပ်ပြီးတော့အလုပ်များနေစေချင်တာဖြစ်တယ် The devil's plan is to get you to just constantly be doing things, ဆိုတော့ရန်သူမနက်ကတစ်ခုမဟုတ်တစ်ချိန်တိုင်းမှာအမြဲတမ်းအလုပ်ရှုပ်နေစေချင်တယ် running around doing this and that. ဟိုဘက်မှာတော့ပြေးလို့လိုက်ဒီဘက်ကိုပြေးလို့လိုက်နေရတကပါလီယာငပိချက်လုပ်စေချင်တာဖြစ်တယ် I don't even feel peace right now. အဲ့လိုမျိုးဖြစ်တကယ်ဘလို့လို့ညီသက်ချင်းအေးစစ်စစ်နေနိုင်မှာလဲ I need to do everything from a place of peace and rest. တော့နေရတကမှာတော့ပါနေကျွန်တော်ဘယ်ချိန်မှာအနားယူမှာလဲ And we do not want to believe the devil's lies. ဒီဟာအဲ့ဒီမနက်ကတင့်ကိုအဲ့လိုမျိုးလှည့်ဖျားတဲ့ຢာကိုမယုံ What are the devil's lies? တော့သူဘလို့မျိုးလှည့်တဲ့ကိုလညာလှည့်ဖျားနေလဲ You cannot rest. မင်းအနားယူစရာမလိုဘူးလေ You must not rest as a Christian. နော်ခရိယန်ဆိုတာကညူသူဆိုတာကအေးစိနေရမှာမဟုတ်အမြဲတမ်းကြိုးစားရမယ် If you take 20 minutes of rest, that you should feel guilty. နော်တကယ်လို့မိနစ်20လောက်အေးစစ်စစ်နားလဲအဲ့ဒါမှကျွန်တော်တို့ကိုအပြစ်ဖြစ်စေမယ်စိတ်မတက်မတာဖြစ်စေမယ် You must work and minister 7 days a week. မင်းကအမှုတော်ဆောင်ပဲလေတစ်ပတ်မှာ9ရက်လောက်လှုပ်လို့ရမယ် You ever heard lies like that? အဲ့လိုမျိုးခံစားဘူးလားသင်ခဲ့ဘူးလား Have you been believing some lies? အဲ့လိုမျိုးလညာလှည့်ဖျားမှုကိုကိုယ့်ယုံကြည်ခဲ့မှုဘူးလား It is very spiritual to work 7 days a week. ဒီဟာကတစ်ပတ်မှာ9ရက်ရှိတယ် Is that true? အလုပ်လုပ်ရမယ်လို့ဝိညာဉ်တော်က That's a lie from the devil. အဲ့လိုမျိုးပြောတယ်ထင်လားအဲ့ဒါကမာနရဲ့လှည့်ဖျားမှုပဲဖြစ်တယ် God Himself rested on the 7th day. ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကိုယ်တိုင်9ရက်မြောက်သောနေ့မှာနားယူလို့ဖြစ်တယ် Right? ဟုတ်တယ်နော် So back home, back home there are pastors and churches, of course. ဆိုတော့အသင်းတော်ကိုပြန်ရတော့ခမတေဦးဆရာက And pastors usually take a Monday completely off. ကျွန်တော်တို့အသင်းတော်တေဦးဆရာကတနင်္လာနေ့တိုင်းမှာသူကဘာမှမလုပ်ပဲအနားယူ Where တယ် they don't answer their phone, သူဖုန်းလည်းမကင်ဘူး right? And where they're not doing any ministry. မှုတော်နဲ့ပတ်သက်တဲ့ဖျားကြောင့်ကိစ္စအဝဝကိုလုံးဝချထားပြီးတော့မှလုံးဝအပြည့်အဝအနားယူတယ် Because we all need the Sabbath rest. ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အစိခံနိုင်ဖို့ရန်အတွက်အနားယူဖို့လိုအပ်တယ် Pastors, are you getting the Sabbath rest? နော်ကျွန်တော်တို့အနားယူခြင်းနဲ့ပတ်သက်တဲ့အရာကလိုအပ်တာဖြစ်တယ်
Okay. So, what are some lies you might be under? What are some lies you may believe? သင်တို့ရောအဲ့လိုမျိုးမနရဲ့လိညာလှည့်ဖျားမှုကိုဘာယုံကြည်မိတယ် Write the lies down, တ please. ကယ်လို့အဲ့လိုမျိုးကျွန်တော်တို့လွဲမစွာမတ်ယူထားတဲ့ຢာတွေရှိမယ်ဆိုလို့ရှိရင်ခြာရေးဖို့ဖြစ်တယ် Number 1, it is spiritual to work all the time. ဥပမာဝိညာဉ်ရေးရမှာချိန်ပြည့်အချိန်ပြည့်အလုပ်လုပ်ရမယ် That's a lie. အဲ့လိုမျိုးပြောထင်တယ်ဆိုရင်အဲ့ဒါကလှည့်ဖျား Have မှု you တစ်ခုပဲ been ဖြစ်တယ် under that lie? သင်ကအဲ့ဒီလှည့်ဖျားမှုအောက်မှာရှိခဲ့လား Write it down, တ please. ကယ်လို့ရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကိုခြာရေး Another lie. နောက်ထပ်လှည့်ဖျားမှုတစ်ခုကဘာလဲဆိုရင် If I take time to rest, then I am guilty. ငါတကယ်လို့အေးစစ်စစ်အနားယူရဆိုရင်အဲ့ဒီပေါ်မှာဩတပတ်စိတ်မကြည်ဘဲနဲ့အပြစ်ကိုဖြစ်ပေါ်စေတယ် That's a lie. အနားယူခြင်းအပြစ်ဖြစ်တယ်လို့ထင်ထားတယ်ဆိုရင်အဲ့ဒါလည်းလှည့်ဖျားမှုတစ်ခုဖြစ်တယ် Another lie. နောက်ထပ်တစ်ခုက If I work harder, then I am more valuable. ငါအလုပ်ပို၍ကြိုးစားလေငါဟာပို့ပြီးတော့မှတန်ဖိုးရှိလေနေရာရလေလို့ထင်တယ်ဆိုရင် That's not true. အဲ့ဒါမမှန်ပါဘူး You are priceless. သင်ဟာတန်ဖိုးမဖြတ်နိုင်တဲ့သူဖြစ်တယ် You are infinitely valuable to God. သင်ရဲ့တန်ဖိုးဟာအစွမ်းစမဲ့တန်ဖိုးဖြတ်လို့မရအောင်ဘုရားသခင်ကသတ်မှတ်ထားတာဖြစ် On တယ် the day when you're working hard သင်အလုပ်လုပ်တဲ့ကြိုးစားတဲ့အရာ and on the day when you are taking a rest. နေ့မှာပဲအလုပ်လုပ်ဖြစ်စီဘယ်လိုဖြစ်အနားယူတဲ့ချိန်မှာပဲဖြစ်ပါစေ Hallelujah. အာမင် Yeah. Another lie. နောက်ထပ်တစ်ခုက I must work faster. I must work harder. ဟာငါမြန်လုပ်ရမယ်ငါမြန်လုပ်မယ်ဆိုပြီးတော့မှ I must go faster. မြန်လုပ်မယ်မြန်သွားမယ် Going fast is not helpful. နော်အရင်မြန်ပြီးတော့ Right. သွားနေတဲ့ဟာအရင်မြန်နေတဲ့ຢာကလည်းထောက်ကူသိမ့်မဖြစ်ပါ We ဘူး have to go at God's pace, His timing. ကျွန်တော်တို့ဘုရားရဲ့အချိန်ကိုသဘောပေါက်ပြီးတော့မှသူ့အချိန်တိုင်းလှုပ်ဆောင်ဖို့ပဲဖြစ်တယ် What about you? သင်ရောဘယ်လိုလဲ Are you taking enough time to rest? အနားယူချိန်လုံလောက်ရှိရလားယူရလား Have you believed some lies about rest? ဒီဘုရားသခင်နဲ့ညီသက်စွာအနားယူခြင်းနဲ့ပတ်သက်ပြီးနောက်ထပ်လင်ညာမှုတစ်ခုရှိမယ်ဆိုရင် Now, there's also such a thing as not working enough, ဒီဟာအလုပ်လုပ်တာမလုံလောက်ဘူးထင်တယ်ဆိုရင် right? Taking too much rest is not good. ဒါပေမဲ့အချိန်ကိုဒိုတာထက်ပိုပြီးတော့မှအနားပြန်ရင်လည်းမဟုတ်ပြန်ဘူးဒါလည်းမဟုတ်ဘူး Oh, I'm just going to do ministry 1 hour a day. I'm just going to do ministry 1 hour a day. ကျွန်တော်ကျမရဲ့သာသနာမှာတရက်မှာတစ်နာရီလောက်တော့အဲ့လိုမျိုးတက်တာနားယူပါတယ် Right? ဟုတ်တယ်နော် We don't want to be lazy. ဒါပေမဲ့အဲ့လိုနားယူခြင်းဟာပြင်းကြီးဖို့တော့မဟုတ်ပါဘူး So maybe, I don't know, but maybe some of us have struggled with laziness. ဒါမှချိုးကြတော့လေပြင်းကြီးခြင်းမှာမယုံထွက်နိုင်တာလဲ I don't know. I don't feel like working, so I won't. ဆိုပြောချင်တာကကျွန်တော်အလုံးနဲ့ပတ်သက်ပြီးလွန်ကျူးလုပ်ဖို့လည်းမလိုသလို Those things are important to do, but tomorrow I'll do ဒီ them. နေ့လှုပ်လို့ရတဲ့ဟာနောက်နေ့မှပဲလှုပ်လိုက်တော့မယ် Right? These things are important, but I think those people can do that. ဒီလောက်ကပြီးဖို့ရမ်းကြီးကြီးတယ်ဒါပေမဲ့ဒီလောက်ကသူတို့ပဲလှုပ်သွားပါစေ I could take time to ပြီးတော့ rest. အေးစေးစိတ်နဲ့လိုက်အောင်မယ် So maybe some of us have struggled with laziness. တချို့လူတွေအဲ့လိုမျိုးရှိခဲ့တဲ့လူလည်းရှိနိုင်တယ်ဖြစ်ခဲ့ See, တယ်ဆိုရင် we want to have the right balance between rest and work. ကျွန်တော်သတိထားရမှာကကျွန်တော်တို့အလုပ်ရဲ့လှုပ်ခြင်းနဲ့ဒီအနားယူခြင်းကိုကျွန်တော်တို့ချိန်ကြီးနိုင်ရမှာဖြစ်တယ် Which do you struggle with? Which thing do you struggle with? ဘယ်အရာကတင့်ကိုအနောက်ဆက်ဖြစ်စေလဲဘယ်ဟာမှာတင့်တော့ခက်ခဲဖြစ်နေလဲ Do you struggle with working too much? အလုပ်အရန်ကြိုးစားပြီးအရန်လှုပ်တဲ့ပုံမှာတင်ရ Or do you struggle with resting too much? ပိတ်မိနေလားဒါမှမဟုတ်လဲအနားယူခြင်းကပုံများနေသလား I struggle with working too much. ကျွန်မကအလုပ်အရန်လုပ်ကြိုးစားပြီးလုပ်ခဲ့တယ် That's my struggle. အဲ့ဒါကကျွန်မအတွက်ရုန်းကန်ရတယ်မလွတ်ပိတ်မိနေတဲ့အရာဖြစ်တယ်
Which one do you struggle with? ဆိုတော့ဘယ်တစ်ခုကတင့်ကို And- ချုပ်နှောင်ထားစေလဲမလွတ် And မြောက်စေဘူးလဲ we want to ask Father God to forgive us. နော်အဲ့လိုမျိုးဖြစ်ခဲ့ဆိုကျွန်တော်ဘုရားသခင်စီမှာခွင့်လွှတ်မှုတောင်းခံရ If မယ် we have worked too much or if we have rested too much. ဒါမှမဟုတ်ကျွန်တော်အလွန်ကျွံအလုပ်လုပ်တယ်ကြိုးစားတယ်အလုပ်များတယ်ဒါမှမဟုတ်လဲကျွန်တော်အနားယူချိန်ကအရေးများနေချိန်လုံးအိတ်နေတာမျိုးဆိုရင်လဲကျွန်တော်ဘုရားသခင်စီမှာတောင်းပန်ရမှာဖြစ်တယ် So we want to confess our sin ဒါကြောင့်အဲ့ဒီအဖြစ်အတွက်ကျွန်တော်ဘုရားသခင်စီမှာဝင်ချတောင်းပန်ရမယ် and we want to reject the lies that we've been in. ပြီးတော့ကျွန်တော်စိတ်ထဲမှာလွယ်မစွာထင်စေတဲ့အထင်မှားတဲ့အရာကိုကျွန်တော်တို့ညှင်းပယ်ရမယ်ဆွန့်လွတ်ရမှာဖြစ်တယ် And let's look at Exodus 33:14. ကျွန်တော်ထွတ်မြောက်ရာကျမ်းကိုကြည့်ရအောင် Exodus ထွတ်မြောက်ရာကျမ်း33 33:14. အငယ်14မှာရှိတယ်33ငယ်14မှာ And it's the Lord replied, Exodus 33:14. My presence will go with you and I will give you rest. ငါကိုယ်တိုင်တွား၍ညင်ဝတ်ခြင်းချမ်းသာကိုပေးမည်ဟုမိန့်တော်မူ၏ That's good news. အဲ့ဒါကျွန်တော်တို့တကယ်ကိုသတင်းကောင်းပဲလေ His presence is with us. သူရဲ့မျက်မှောက်တော်ကကျွန်တော်တို့နဲ့အတူရှိနေတယ် He gives us rest. သူကပဲကျွန်တော်တို့ကိုသက်သာစေမယ် We do not have to live in exhaustion. ကျွန်တော်နောက်ထပ်မောပန်းနှွန်းနေခြင်းတွေရှိမှာမဟုတ်ဘူး Now let's take a look at the 6 types of rest. ဆိုခုချိန်မှာအနားယူခြင်းနဲ့ပတ်သက်ပြီးနောက်ထပ်6မျိုးကြည့်ရအောင် Number 1 is daily rest. နံပါတ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့နေ့တိုင်းအနားယူချိန် Taking time to rest in the morning. ဥပမာမနေ့ပိုင်းမှာကျွန်တော်တို့အနားယူချိန် Taking time to rest in the evening. ဒါမှမဟုတ်ညနေပိုင်းမှာကျွန်တော်တို့အနားယူချိန်သတ်မှတ်မယ် And let's look at number 2. နောက်ထပ်နံပါတ်2ကတော့ Weekly rest. တပတ်အနားယူချိန်သတ်မှတ်မယ် Taking 1 day off a week. တပတ်မှာတစ်ရက်ကိုကျွန်တော်တို့ရွေးချယ်သတ်မှတ်မယ် Do you take 1 day off as a Sabbath rest? တင်ရောတပတ်မှာတစ်ရက်လောက်အဲ့လိုအနားယူချိန်သတ်မှတ်ထားသေးလား Do you? တကယ်လား Number 3, sleep. နံပါတ်3ကတော့အိတ်ဆက်ခြင်းနဲ့အနားယူခြင်း Well, you got enough sleep last night, ည right? တုန်းကတော့အေးရွာမယ်လို့ယုံကြည်ပါတယ်ဟုတ်လား Thank you, Jesus. ကိုရောယေရှုတင်တယ် And number 4, နံပါတ်4 Sabbath rest. အနားယူတဲ့အစီအစဉ်ဥပမာ Sorry, sabbatical rest. sabbatical rest ဟုတ်တယ်ဒါကျွန်တော်တို့အနားယူချိန်ယူတာပေါ့ခရီးတူလေးထွက်တာမျိုး So that is a longer period of rest. ဒီဟာကကျွန်တော်တို့တပတ်ဖြစ်ဖြစ်တစ်လဖြစ်ဖြစ်ကျွန်တော်တို့အေးစေနှစ်လုတ်ခဲ့တဲ့အလုပ်တွေထားခဲ့ပြီးတော့မှအပန်းပြေခရီးသွားတာမျိုးအဲ့လိုစီစဉ်ပြောတာဖြစ်တယ် So after 10 years, some ministers will take 1 or 2 months off just to rest. ဆယ်နှစ်လုံးအမှုတော်မှာပတ်သက်ပြီးကျိုးအဲ့ဒီစေပုံကိုယ်တွေကဆယ်နှစ်ပြီးသွားတဲ့ခါမှာသူတို့ဒီအလက်ခရီးကိုပြင်ဆင်တယ်ဥမာတစ်လဖြစ်ဖြစ်နှစ်လဖြစ်ဖြစ်သူတို့သွားချင်တဲ့တခြားသောနေရာနိုင်ငံတော်၎င်းသူတို့ပတ်ဝန်းကျင်မှာအဲ့လိုနေရာတစ်ခုသတ်မှတ်ပြီးအနားယူတာပြောတာဖြစ်တယ် You may say, that's impossible. ဟာဒါမဖြစ်နိုင်ဘူးလို့ထင်ပါပဲ How can I do that financially? ဟာအဲ့ဒီအတွက်ငွေကြေးဘယ်လိုလုပ်ရမလဲ Whenever God called Scott and I to have that kind of rest, He gave us the money for it. ဂျမန်နဲ့စကော့ကအဲ့လိုမျိုးအနားယူဖို့ဘုရားပြောတဲ့ချိန်တိုင်းမှာလိုအပ်တဲ့ငွေကြေးကိုဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ပေးတာဖြစ်တယ် Scott and I live completely by faith. နော်စကော့နဲ့ဂျမကတော့ယုံကြည်ခြင်းအပြည့်ပါပဲ We pray in the money. ဒီ That ငွေ we ကြေး need. အတွက်လည်းလိုအပ်တဲ့ရအတွက်လည်းဆုတောင်းပါတယ် We need money for airfares. ကျွန်တော်တို့ရဲ့ဒီလေရင်လက်မှတ်ခါတွေအတွက်လည်းဆု Need တောင်းတ money ယ် for living ပြီးတော့အခန်းငါးခါတွေအတွက်လည်းဆုတောင်းတယ် and so on. ပြီးတော့လိုအပ်တဲ့ခြားသောအရာတွေအတွက် But လည်း when we take a 1 month off, we're not doing any ministry. တော့တကယ်လို့တစ်လားလောက်အနားယူမယ်ဆိုရင်အဲ့ဒီတစ်လားအတွင်းမှာအမှုတော်နဲ့ပတ်သက်တာဘာမှမလုပ်ဘူး Oh no, there's going to be no money coming in. နော်အဲ့လိုမလုပ်ဘူးဆိုဘယ်လိုလုပ်ငွေဝင်လာမလဲလူငွေရမလဲ But if God says to take time off, ဒါပေမဲ့ဘုရားသခင်ကအနားယူဖို့ပြောတဲ့အခါမှာ then God will provide. အဲ့ဒီလိုအပ်သမျှကိုဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ် And every time He told us to take time off, သူပြောတဲ့အခါချိန်ပြောတဲ့ချိန်တိုင်းမှာ by faith, we book that time off. အဲ့ဒါကိုယုံကြည်ခြင်းနဲ့အချိန်ယူလိုက်တာဖြစ်တယ် And He provided
the money. အဲ့ဒီခါမှာလိုအပ်တဲ့ຢာကိုသူကထောက်ပံ့ပေးတာဖြစ်တယ် So number 1 is daily rest. Write that down. ကဲခြာရေးထားပါပထမကတော့နေ့တိုင်းမှာအနားယူချိန် Are you getting enough daily rest? နော်အနားယူချိန်လေးသတ်မှတ်မယ် Number 2 is weekly rest. နံပါတ်2ကတော့တစ်ပတ်မှာတစ်ရက်အနားယူချိန်သတ်မှတ်မယ် Are you taking 1 day off a week or a half day off a week? တစ် to ပတ်မှာ rest? တစ်ရက်လုံးတော်လကောင်းနေ့တစ်ဝက်တော်လကောင်းအနားယူချိန်သတ်မှတ်မယ် Number 3 is sleep. နံပါတ်3ကတော့အိတ်တာဖြစ်တယ် Number 4 is sabbatical rest. နံပါတ်4ကတော့အလက်ရက်ခရီးရှည်ပြင်ဆင်တာဖြစ်တယ် Number 5 is a lifestyle of rest. နံပါတ်5ကတော့ကျွန်တော်တို့ဘဝမှာအနားယူတတ်တဲ့အကျင့်မွေးမြူရမှာဖြစ်တယ် So now I am able to go around the world and stay in God's rest. ခုကျွန်မကတော့ဒီတစ်ကမ္ဘာလုံးကိုဘုရားရှိခိုင်းတဲ့အတိုင်းတွားပြီးတဲ့အခါမှာဘုရားသခင်နဲ့အတူပြန်ပြီးတော့မှအချိန်ယူတယ်အနားယူတယ် I get tired from no sleep on the airplane. ကျွန်တော်တို့ဒီလေရင်စီးတဲ့အခါမှာလေရင်ပေါ်မှာအိတ်လို့မပြောပါဘူး I get tired from different languages, different ways of doing things. ဆိုတော့မတူညီတဲ့ဘာသာစကားတွေမတူညီတဲ့ Everything ယဉ်ကျေးမှုတွေ different. နဲ့အရန်ကိုစိတ်ထဲမှာပင်ပန်းရတာတွေရှိတယ် But I can rest. But I can rest. ဒါပေမဲ့အဲ့လိုခြေနေကြုံရပေမဲ့အနားယူနိုင်ပါတယ် So I can now rest and trust Jesus inside. ခုချိန်မှာအဲ့လိုမျိုးအနားယူနိုင်တာကခရစ်တော်ကိုယုံကြည်ကိုးစားလို့ဖြစ်တယ် So I can now walk in rest. ပြီးတော့လမ်းလျှောက် Do နေ you ရင်းနဲ့လည်း understand? လမ်းလျှောက်နေရင်းနဲ့လည်းအနားယူတယ် I can do ministry from that deep place of rest and trust. သာသနာကိုလှုပ်ဆောင်နေပေမဲ့ဒီအတွင်းထဲမှာသခင်နဲ့အတူအနားယူချိန် I don't ရင်သက် have to get ရှိတယ် worried about anything. ဒါကြောင့်နောက်ထပ်အဲ့ဒီအရာအတွက်ကျွန်မမစိုးရိမ်တော့ပါဘူး Number 5, a lifestyle of rest. နံပါတ်5ကတော့ခုနပြောတယ်ကျွန်တော်တို့အနားယူတတ်တဲ့အကျင့်အလေးထား And number 6, eternal rest. နံပါတ်6ကတော့သာဝရကာလအထိအနားယူရမှာဖြစ်တယ် I think in Burmese it's RIP. Is that right? ကျွန်တော်တို့မြန်မာမှာတော့ကျွန်တော်ပြောကြတာနော်ဆရာမိုက်ကယ်မင်းမင်း RIP Yes. So we praise God. We will be with him forever. အဲ့ဒါကဘာလဲဆိုကျွန်တော်တို့တည်သွားပြီးတဲ့ခါမှာသာဝရကာလဖျားတဲ့သူရှိမှာဖြစ် When တယ် all the work is done. နော်ဒီအားလုံးကျွန်တော်ဖျားသိခိုင်းတဲ့အားလုံးမှုပြီးသွားတဲ့ခါမှာ All the ministry is ကျွန် done. တော်ဖျားသိခိုင်းတဲ့အမှုတွေအားလုံးကျွန်တော်တာဝန်ကျေပြီးတဲ့ We ခါ will မှာ behold his face. နော်ကျွန်တော်တို့ကသူ့ရဲ့မျက်နှာတော်သွားပြီးဖူးမြော်ရမှာဖြစ်တယ် We will be entering, we will be resting with him အဲ့ဒီခါ forever. မှသာလျှင်ကျွန်တော်တို့ကဖျားသခင်နဲ့အတူတူသာဝရကာလအထိ And Yeah, finally, that's let's look at Matthew chapter 11, verses 28 to 30. နောက်ထပ်ကျမ်းချက်လေးတစ်ခုပြောချင်တယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး7အငယ်28ကနေ30ကိုဖတ်ရအောင် Because it's just Matthew chapter 11, မသက်7အငယ်28 yeah, verses 30 28 through 30. ဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ငါသည်နုညံ့သိမ်မွေ့နှိမ့်ချသောစိတ်တော်ရှိ၏တင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည် That's beautiful, isn't it? အကြောင်းမူကားငါတဘိုးသည်ထမ်းလွယ်၏ငါဝန်လဲပေါ်၏ဟုမိန့်တော်မူ၏အာမင် So, what does Jesus say here? ဒီနေရာမှာသခင်ရှုကဘာပြောထားလဲ It's an invitation. ကျွန်တော်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်တယ် Jesus invites you, come to me. သခင်ရှုကတင့်ကိုငါစီကိုလာပါလို့ဖိတ်နေတယ် That's beautiful invitation. ဒါတကယ်ကိုကျွန်တော်တို့အတွက်အရန်ကောင်းတဲ့ဖိတ်ခေါ်မှုတစ်ခုဖြစ်တယ် God initiates. It's an action from God. ဒီဟာကဘာလဲဆိုဘုရားသခင်စီကနေလာတာဖြစ်တယ် His arms are open. ဒါကြောင့်ကျွန်တော်တို့ကိုလက်ကမ်းကြိုနေတယ် He's saying, come to me. ငါတို့ကြိုနေလာပါငါစီလာပါ If you're weary, if you're tired and burdened, ကျွန်တော်တို့ရဲ့မပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေအစင်မပြေမှုတွေချိန်တွေမှာပင်ပန်းတဲ့ခါမှာကျွန်တော်တို့ကိုအနားယူဖို့ဖိတ်တယ် and I will give you rest. ငါသင်တို့ကိုသက်သာစေမယ်လို့ပြောပါတယ်ချမ်းသာပေးမယ်လို့ပြောပါတ we ယ် need that rest. ဒါမှမဟုတ်အဲ့ဒီညီသက်ချင်းချမ်းသာကိုကျွန်တော်တို့လိုအပ်တယ် And he says, take my yoke on you. ပြီးတော့ငါရဲ့တဘိုးကိုထမ်းပါ Right? So in Myanmar, there's a yoke between cows. Is that right?
ကျွန်တော်တို့နွားလဲမြင်ဘူးတယ်နော်မျက်စိထဲမှာမြင်အောင်ကြည့်ပါနွားမှာဒီတဘိုးတင်ထားတယ် And in Bible times, it was the same. တော့ဒီကျမ်းစာကိုရေးမှတ်ခဲ့တဲ့အချိန်တုန်းကလည်းအတူတူပဲဖြစ်တယ် But also, if there was, there are two oxes together ဆိုတော့နွားနှစ်ကောင်တစ်ရှင်နွားတစ်ရှင်တက်တယ် for plowing the field. ပြီးတော့ကျွန်တော်ဒီအလုပ်လုပ်တဲ့လေကွဲမှာသွားခိုင်းတယ် And there'd be a big ox and a little ox. သူတို့ရဲ့အဲ့ဒီခေတ်မှာကျတော့နွားအကြီးတစ်ကောင်နဲ့နွားအသေးတစ်ကောင်ကို And they have a yoke together. ပြီးသူတို့ကိုတူညီတဲ့တဘိုးနဲ့တင်ထားတယ် And the big ox is strong. နဲ့ခုနနွားအကြီးတဲ့နွားကျတော့အရန်ခွန်အားရှိတယ် And the big ox is smart. ပြီးလို့ရှိရင်သူကအတွေ့အကြုံရှိတဲ့အတွက်သူသိတယ် And the big ox has been plowing fields for many years. ဘာဖြစ်လို့လဲဆိုတော့သူကနှစ်ပေါင်းများစွာဒီလေကွင်းထဲမှာထည့်ထိုးပြီးတော့မှသူလှုပ်ခဲ့လို့ဖြစ်တယ် Very experienced. သူကအလုံးဝအတွေ့အကြုံများနေပြီဖြစ်တယ် But the little ox ဒါပေမဲ့အဲ့ဒီနွားပြိုပေါက်လေးကတော့ does not know a lot. သူ့မှာဘာမှသိမသိသေးဘူး The little ox is not very strong. သူပြီးတော့လည်းတိတ်လည်းမတန်ပါသေးဘူးနွား The ပေါက်လေးက little ox is just learning. သူကအခုမှစပြီးတော့မှသင်ယူရမှာဖြစ်တယ် God is the big ox. ဒါကြောင့်ဘုရားသခင်ကလည်းဒီမှာနွားအကြီးနွားတစ်ကောင်လိုပဲဖြစ်တယ် We are the little ox. ကျွန်တော်တို့ကနွားကလေးလေးကဲ့သို့ဖြစ်တယ် And as we are going together with God, သူဘုရားသခင်နဲ့ကျွန်တော်တို့သွားတဲ့အခါမှာ the big ox is doing 90% of the work. ခုနနွားအကြီးကကျတော့90%လောက်ကိုလှုပ်ပေးသွားတယ် The little ox is just doing 10% of the work. ခုနနွားပေါက်ကလေးကတော့သူ့ရဲ့နွားအကြီးရဲ့နောက်ကိုလိုက်ရင်းနဲ့ Right? 10%လောက်ပဲလှုပ်သွားတာဖြစ်တယ် Hallelujah. ဟုတ်တယ်နော်ဘုရားသခင်ဘုန်းကြီးပါစေ The pressure and most of the work is all on God. ဒါကြောင့်ကျွန်တော်လောကမှာကျွန်တော်လှုပ်ရမယ့်အရာအဲ့လိုဘုရားကရှေ့ကနေလှုပ်သွားပေးတာဖြစ်တယ် Right? ဟုတ်တယ်နော် So we are working hard. ကျွန်တော်တို့လှုပ်ကြိုးစားတဲ့အရာက But God is working much harder than we are. ကျွန်တော်တို့ကြိုးစားတာထက်အများကြီးသူကပို့ပြီးလှုပ်ပေးတာဖြစ်တယ် That's the anointing. အဲ့ဒါကဗိတ်သိက်ခြင်းဖြစ်တယ် That's the Holy Spirit. ဒါတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ် That's when the power of God comes and empowers your ministry. အဲ့ဒါကဘုရားရဲ့တကူကကြော့ဆင်းပြီးတော့တင်းရဲ့သာသနာမှာအလုပ်လုပ်ပေးတာဖြစ်တယ် And we have to remember we're the little ox. ဒါပေမဲ့ကျွန်တော်တို့မှတ်မိရမှာကျွန်တော်တို့ကခုနနွားပေါက်ကလေးလိုပဲဖြစ်တယ်ဆိုတော့သတိရပါ And we're not doing the heavy part of the work. ဒါကြောင့်ကျွန်တော်တို့နွားပေါက်ကလေးနေရာမှာရှိတဲ့ကြီးမားတဲ့အရာကျွန်တော်တို့မလုပ်နိုင်ပါဘူး When ministry feels very heavy to me, I have to put it on the big ox. ကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းအမှုတော်ဆောင်ခြင်းကအရင်လေးလံပြီးပင်ပန်းလာတဲ့ခါမှာဒါကိုကျွန်တော်ဖျားသခင်လက်ထက်အပ်ဖို့ဖြစ်တယ် This is good news. ဒီဟာတကယ်ကောင်းမွန်တဲ့သတင်းဖြစ်တယ် And when I do that, I find rest for my soul. အဲ့ဒီခါမှာကျွန်တော်ရဲ့ဝိညာဉ်ကညီသက်ခြင်းကိုရှာတွေ့တာဖြစ်တယ် How are you doing today? ဒီနေ့သင်ရောဘယ်လိုလုပ်မလဲ Are there some changes that you need to make? ဒါမှမဟုတ်ပြုပြင်ပြောင်းလဲသွားမှာလားဒါမှမဟုတ်ဒီတိုင်းပဲဆက်ပြီးမိုက်သွားမှာလား What are the changes you're going to make in your life? ဘယ်အရာကိုကျွန်တော်ဘဝမှာပြုပြင်ပြောင်းလဲရမလဲ Do you need to make a change with daily rest? ဒါမှမဟုတ်ကျွန်တော်နေ့စဉ်အနားယူတဲ့အချိန်ကိုတတ်မှတ် Write ပြော it င်းလဲ down, သွားမလား please. ဆိုတော့အဲ့ဒါကိုကိုချရေးပေးပါ Write down the changes you need to make ကျွန်တော် right တို့ now. ပြုပြင်ပြောင်းလဲဖို့လိုအပ်တဲ့အရာကို Daily- ကိုယ့်ရဲ့စောက်ထဲမှာရေးပေး Number ပါ 1, daily rest. ဥပမာနံပါတ်1ကနေ့တိုင်းအနားယူခြင်း Do you need to add 10 minutes of rest to your day? ဒါမှမဟုတ်တရက်မှာ7မိနစ်လောက်အနားယူလား Do you need to stop your ministry at 8 o'clock at night so then you can rest and be with your family? ဒါမှမဟုတ်ကျွန်တော်လုပ်ငန်းတွေသာသနာတွေအလုပ်တွေကိုည7နာရီမှာရက်ပြီးတော့မှကျန်တဲ့ချိန်မှာမိသားစုနဲ့ချိန်ပေးမလား What changes will you make? ဘယ်ဟာကိုသင်ပြောင်းလဲရမလဲ Weekly rest. တကယ်ကိုဒါမှမဟုတ်ရင်တစ်ပတ်လုံးမှာတစ်ရက်အနားယူခြင်း If you've been working and ministering 7 days a week, The you Bible- need to make a change. တစ်ပတ်မှာ9ရက်လုံးသာသနာနဲ့ပတ်သက်တဲ့မှုတော်လုပ်ငန်းလုပ်နေတယ်ဆိုရင်တော့သင်အဲ့ဒါပြောင်းလဲဖို့လိုအပ်တယ် Do you need to make any changes for your sleep? သင်ရဲ့အိတ်ချိန်ကိုလည်းပြောင်းလဲဖို့လိုအပ်တာဖြစ်နိုင်တယ် One of our friends goes to bed at 2 o'clock in the morning every day. ကျွန်တော်တို့အသိတငယ်ချင်းတယောက်ကတော့သူအိပ်ယာဝင်တာကညမနေ့2နာရီထိုးမှအိပ်ယာဝင်တတ်တယ် Another minister I know goes to bed at 12 midnight every night. နောက်တယောက်ကျတော့ညတကောင်12နာရီမှာအိပ်ယာဝင်တယ် I'm sorry to say, but that's very unhealthy.
နော်သူတို့ပြောတယ်ဟာတကယ်စိတ်မကောင်းဘူးသူတို့တဲ့သူတို့ကကျမ်းမာရေးထိခိုက်မယ် We need to go to bed on time ကျွန်တော်တို့ရဲ့အိပ်ယာဝင်ချိန်ကအမှန်တန်ဆိုရင်ချိန်မှန်ဖြစ်ရ so မယ် that we can have a good sleep and be rested. ကျွန်တော်တို့အိတ်ချိန်အေးဝဝအိတ်မယ်နားယူချိန်ပြေးဝမယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကလည်းကျန်းမာမှာဖြစ်တယ် Now, sometimes that's not possible, ဒါပေမဲ့တစ်ခါလေမှာတော့အဲ့လိုအခြေအနေကမဖြစ်နိုင်တာလည်းဖြစ်နိုင်တယ် right? Sometimes we have to go to bed very late for whatever reason in ministry. ဒါမှမဟုတ်တစ်ခါလေမှာကျွန်တော်တို့အကြောင်းမျိုးမျိုးကြောင့်အရန်နောက်ကျတာလည်းဖြစ်နိုင်တယ် But normally, we need to keep proper bedtime hours. ဒါပေမဲ့ကျွန်တော်တို့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီလိုမျိုးအချိန်ကိုသတ်မှတ်ပြီးတော့မှလိုက်နာဖို့ဖြစ်တယ် How about you? How are you doing in that area? သင်ရောအဲ့ဒီဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်မှာလဲ Number 4, sabbatical rest. နံပါတ်၄ကတော့ခုနအားလက်ရဲ့ခရီးရှည်ပြင်ဆင်ခြင်း Have you been doing ministry for 20 years and you've never had a few weeks off? ဆိုတော့သာသနာမှာနှစ်ပေါင်း20လောက်လုပ်ပြီးပြီခုချိန်ထိတပတ်တောင်မှအဲ့လိုမျိုး Just- ခရီးအနားယူချိန်မယူဘူး Just ဆိုရ pray င် about it and ask God. မရှိသေးဘူးဆိုရင်တော့ဘုရားသခင်ကိုဆုတောင်းပါပြင်ဆင်ပေးဖို့ A ဆုတောင်းပါ lifestyle of rest. ပြီးလို့ရှိရင်ကျွန်တော်တို့ဘဝမှာအနားယူတတ်တဲ့အလေးထား Are you doing everything from peace and rest or fear and anxiety? ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ပူတဲ့အထဲမှာအလုရှုပ်နေတဲ့အထဲမှာတော့မှဘုရားနဲ့အနားယူတတ်ဖို့လိုတယ် What are the changes you're going to make? ဒါကြောင့်ကျွန်တော်တို့ကဘာကိုပြည့်ပြည့်ပြောင်းလဲဖို့လိုအပ်နေလဲ So let's have a ministry time now. ခုချိန်မှာကျွန်တော်တို့ချိန်ခဏယူမယ် Let's stand together, please. ကျေးဇူးပြုရဲ့မတ်တရက်ပေးပါ Thank you, Father. ဖောက်ကျေးဇူးတင်နေ Thank you, Father. ကျေးဇူးတင်တယ်ဖာ Hallelujah. Thank you, Father. Thank you, Lord. Actually, let's take a break right now. We're going to take a 15-minute break. နော် Yeah. ခုချိန်မှာ15မိနစ်လောက် break ယူမယ်ကြောဆက်မယ် You need to get a drink of water, you need to stretch, နော်ကြောပြင်ကြောလေးတွေဆက်မယ်ရေတောက်မယ်ပေါ်ပါသွားမယ် and we will meet at 11:45. အဲ A little break. 15မိနစ်ယူမယ်17နာရီထိုးဖို့ And 15မိ then နစ်မှာ ministry time. ဒါခုချိန်ကတော့လွတ်လပ်ချိန်ဖြစ်တယ်အားလက်ချိန်ဖြစ်တယ်
I been working too much? ဆုတောင်းလိုပါတယ်အလုအလွန်ကျွံလုံမိတဲ့အရာတွေအတွက်တော်၎င်း Or have I been resting too much? အနာယူချိန်များနေခဲ့ရင်တော်၎င်း Now let's take a couple minutes to listen to Father God. ဖော်ပြပေးဖို့ဆုတောင်းပြီးတော့မှဘုရားသခင်ဘာပြောလဲဆိုတော့ကိုနားထောင်ရအောင် Okay, let's confess our sin. ခုချိန်မှာကျွန်တော်တို့ရဲ့အမားတွေအပြစ်တွေကိုဝန်ချတောင်းပန်ရအောင် And let's be specific. ကျွန်တော်တို့အသေးစိတ်တစ်ခုချင်းစီ So if you have been working too much, you can ask God to forgive you. တကယ်လို့အလုတ်ကိုအလွန်ကျွံလှုပ်ခဲမိတယ်ကိုကြီးပဲလှုပ်နေခဲ့တယ်ဆိုအဲ့ဒီအရာအတွက်ဘုရားသခင်မှာဖော်ပြတောင်းပန်ရအောင် If you've been ministering 7 days a week, you can ask God to forgive you. တပတ်လုံးမှာ9ရက်လုံးအလုတ်ကြီးပဲလှုပ်နေတယ်ဆိုရင်အဲ့ဒီအရာအတွက်ဘုရားကိုမေးပါ Because it's biblical to take a rest. ကျွန်တော်တို့ကျမ်းစာထဲမှာလည်းပြောပါတယ်အနားယူဖို့လိုအပ်တဲ့အကြောင်းဖော်ပြထားတယ် Heavenly Father, ဖဘုရားသခင် just pray after me. ကျွန်မနောက်မှာလိုက်ဆိုပေးပါ Heavenly Father, ဖဘုရားသခင် please forgive me for ကျွန်တော်ကိုခွင့်လွှတ်ပေးပါ and just begin to confess sin now of overworking or too much rest. ကျွန်မရဲ့ဖော်ပြထားတဲ့အပြစ်တွေအတွက်ဝန်ချတောင်းပန်ပါတယ် Thank you, Father. That's good. Just be specific. ကျွန်တော်တို့အသေးစိတ်တစ်ခုစီပြောပြီးတော့မှအဲ့ဒီຢာကိုဖော်ပြတောင်းပန်ရအောင် Hallelujah. သခင်ဘုန်းကြီးပါစေ Father, you are so kind. ဖဘုရားကိုယ်တော်လွန်ကျင်နာတော်ဘုရားဖြစ်တယ် You are not a mean master, taskmaster. ကိုယ်တော်ဟာသတ္တမီတွေကိုအလွန်ကျွံလှုပ်ခိုင်းတဲ့သူမဟုတ်ပါဘူး You are my kind Father. ကိုယ်တော်ဟာတနာကျင်နာတဲ့ဖဘုရားဖြစ်တယ် You are my kind Heavenly Father. ကျွန်တော်ကိုအလွန်ကျင်နာတနာတဲ့အဖေဖြစ်တယ် You lead me in peace, ကိုယ်တော်ရဲ့ညီသက်ချင်းချမ်းသာကိုပေးတယ် not pressure. ဖိအားမပေးဘူး You lead me in rest. ကိုယ်တော်ရဲ့ညီသက်ချင်းထဲမှာအနားယူစေတယ် You lead me beside quiet waters and restore me. စမ်းချောင်းရေကဲ့သို့ညီသက်စွာနေစီပြီးတော့မှအသက်တဖန်ခွန်အားနဲ့ပြည့်စေတယ် Just pray after me. ကျွန်တော်နောက်မှာလိုက်ဆိုဆုတောင်းပေးကြပါ Heavenly Father, I come to you. ဖ
ကောင်းကင်ဘုံ၌ရှိတော်မူသောဖဖရာ And I receive your forgiveness. ကိုရဲခွင့်လွှတ်ခြင်းကိုခံယူပါတယ် I receive your gift of forgiveness now. ကိုရဲခွင့်လွှတ်ခြင်းကိုပေးတော်မူပါ There is no condemnation because I am in Christ Jesus. ခရစ်တော်အဖင်ကျွန်တော်ဟာအပြစ်ကင်းတော်သူဖြစ်တယ် And now let's bring our tiredness to Jesus. ခုချိန်မှာကျွန်တော်တို့ရဲ့စိုးရိမ်တဲ့အရာတွေပင်ပန်းတဲ့အရာတွေလေးတဲ့ဝင်တွေခရစ်တော်ထံ၌အနံ့ဖို့ဖြစ်တယ် Pray after me. ဆုတောင်းချက်ကိုလိုက်ဆိုပေးပါ Father, here's my tiredness. ဖဖရာပင်ပန်းနေတဲ့အရာတွေကို Here's my exhaustion. ကျွန်တော်ရဲ့အားနဲ့ပင်ပန်းတဲ့အရာမောပန်းခြင်း And I give it to you. ကိုရောထံကိုပေးအပ်ပါတယ် Let me pray for you. တင်သွဲဆုတောင်းပေးပါရစေ Pour out your Holy Spirit. တန်ရှင်တော်ဝိညာဉ်တော်ဖျားသွန်လောင်းတော်မူပါ Come and pour in ယခုပင်စင်သက်၍အလုံးလုံးတော်မူပါ your strength, oh God. ကိုရောခွန်အားနဲ့ပတ်ရစ်ပါ Oh, pour in your strength, oh God. ကိုရောရဲ့ခွန်အားနဲ့ခိုင်ခန့်စေပါ Yes. Yes. Some of you are very exhausted. သင်တို့ထဲမှာတချို့သောသူဟာတကယ်ကိုပင်ပန်းနွမ်းနေနေတယ်မောပန်းနေတယ် We are going to pray for some groups of people. ဆိုတော့သင်တို့အတွက်ဆုတောင်းပေးခြင်းတယ် Some of you have been feeling exhausted for a long time. သင်တို့ထဲမှာတချို့သောသူဟာစိတ်ပြက်အာရုံပြီးတော့မှပင်ပန်းနွမ်းနေနေတဲ့သူတွေနေပေါင်းများစွာကြာတဲ့သူတွေရှိပါတယ် Just put your hand up if that's you. အဲ့လိုမျိုးကိုဖြစ်နေခဲ့တယ်ဆိုလို့ရှိရင် That's ကိုရှိတဲ့နေရာ right. နေပြီးတော့မှလက်ထောင်ပေးပါ That's right. Yeah, about 12 people just put their hands up. ဟုတ်ကဲ့ကျွန်တော်လက်ထောင်တဲ့သူတွေရှိတယ်ကျေးဇူးတင်တယ် So those 12 people, just you can come up to the front here. ကျွန်တော်တို့လက်ထောင်ထားတဲ့သူတွေအနေနဲ့ရှေ့ဘက်ကိုကြွလာဖို့ရန်တွဲဖိတ်ခေါ်ပါတယ်ရှေ့ကိုထွက်လာဖို့ရန် Just တွဲ come ဖိတ် right ခေါ် up ပါ to တ the ယ် front. ဟုတ်ကဲ့ Just come right up. ရှေ့တိုးပေးပါ Yeah, just stand up. Yeah, just stand မ up. တ်တက်မတ်တက်ရပ်ပေးပါ Thank you, Jesus. Just receive. ခုချိန်မှာလက်ခံယူရအောင်ခံယူရအောင် The others, just close your eyes and just receive. ဟုတ်ဂျန်တဲ့ညီကောင်မောင်နှမတွေအနေနဲ့မျက်စိလေးမိတ်ပြီးတော့မှဆုတောင်း Other ဆုတော people, င်းပေး just ပါ close your eyes and receive. ဆုတောင်းပြီးတော့မှဘုရားသခင်ဘာပြောမလဲဆိုတာကိုခံယူပါဖွင့်ပြခြင်းကိုခံယူပါ Give me your strength. ကိုရောရဲ့ခွန်အားပေးတော်မူပါ Give me your strength. ကိုရောရဲ့ခွန်အားကိုပေးပါ Give me your strength, oh God. ကိုရောရဲ့ခွန်အားနဲ့ပတ်ရတော်မူပါ Give me your strength. ခွန်အားပေးပါမဆာပါ Give me your strength, oh ကို God. ရောခွန်အားနဲ့ပတ်ရတော်မူပါ I need your strength. ကိုရောရဲ့ခွန်အားလိုအပ်ပါတယ် ကိုရောရဲ့ Give ခွန် me အားလိုအ your ပ်တယ် strength. ခွန်အားပေးတော်မူပါ Ooh, yes. Give me your strength. ကိုရောခွန်အားပေးတော်မူပါ Give
ဟုတ်ကဲ့ Oh, Jesus, Jesus, ကိုရောသခင်ယေရှုဖျား Jesus, Jesus. သခင်ယေရှုသခင် Pour ယေရှု out your spirit ကိုရောစကားပြောတော်မူပါ without measure. ဟုတ်ကဲ့ Pour out your spirit သရှင်တော်ဝိညာဉ်တော်သွန်လောင်းပေးပါ without measure. ကိုရောကိုမျှော်လင့်ပါတယ် Refresh, လန်းဆန်းစေပါ refresh, လန်းဆန်းစေပါ refresh. အတ္တဖန်လန်းဆန်းစေပါ In the deep place, ကိုရောရဲ့နည်းနည်းရသို့ in the deep place, ကိုရောနဲ့ဆိုင်ရထဲမှာပဲ in the deep နဲ့ place, ဆိုင်စွာနဲ့ refresh ရစ်စစ်ပေးပါ my soul, ကျွန်တော်ရဲ့ဝိညာဉ်ကိုတုတ်ထီပါ my soul. ကျွန်တော်ဝိညာဉ်ကိုမဆာပါ Yes. I'll just stay and rest. ငြိမ်သက်စွာနာယူပါအေးအေးဆေးဆေးတတ်တောင့်တတ်တာယူပါ Yes. Oh. Refresh me and I'll be refreshed ကိုရောလန်းဆန်းခြင်းနဲ့တစ်ဖက်မဆာပါ in the deep place. နဲ့ဆိုင်စွာနဲ့ဆိုင်ရနာ In the deep place. နဲ့နေရထဲမှာဝတ်ထားပေးပါ အပေါ်တက်လိုက်စမ်းအပေါ်တက်လိုက်အပေါ်တက်လိုက် Yes. ဟုတ်ကဲ့ Oh, I give you my tiredness. ငါသားငါသမီး I give you my tiredness. ကိုရောကျွန်တော်ရဲ့ပင်ပန်းနွမ်းတဲ့ခြင်းတွေကိုပေးအပ်ပါတယ် Come and meet me ကျွန်တော်နဲ့တူရှိပါ in the deep place. ကိုရောရဲ့နေရထဲမှာ Thank you, Father. We just rest in you. ဟုတ်ကဲ့ကိုရောကျေးဇူးတင်တယ်ကိုရောထဲမှာညီသက်ချင်းရင်ဝတ်စွာနဲ့နာယူခွင့်ပေးပါ Meet me in the deep place. နဲ့ဆိုင်ရထဲမှာဝတ်ထားပေးပါ Bring your presence. ကိုရောရဲ့မျက်မှောက်တော်ကိုခေါ်ဆောင်ပါ Refresh my soul, my soul. ကျိုးကျွန်တော်ဝိညာဉ် Refresh my soul, my soul. နှုတ်ဝိညာဉ်အဖြစ်ပြီးတော်မူပါ Yeah. Ooh. Pouring deep, သွန်လောင်းပေးတော်မူပါ pouring deep. ထပ်၍သွန်လောင်းပေးပါ Refresh me, တစ်တဖန်လန်းဆန်းစေပါ and I'll be refreshed. ကိုရောရဲ့လန်းဆန်းခြင်းကိုလိုအပ်တယ် Pour out your spirit, Lord. ကိုရောရဲ့ဝိညာဉ်တော်ကိုသွန်လောင်းပေးတော်မူ You ပါ lead me beside still waters. စိမ့်လန်းသောချက်စားရာရနရှိတဲ့ကဲ့သို့ Yeah, just close your eyes if you're back at your seats and just receive. ကျွန်တော်တို့မျက်စိလေးတွေမိတ်ထားပြီးတော့မှဖျားသခင်ကျွန်တော် You တို့ပေါ် meet ပါ me ပြမလဲ in ဆိုတော့ကို the ခံယူရ deep အောင် place. နောက်ဆွေးရအောင် You lead me beside quiet waters. သိစိတ်ငြိမ်သက်တဲ့နေရာမှာနေရာချပေးတယ် You restore my soul. ကျွန်တော်ရဲ့ဝိညာဉ်ကိုတစ်တဖန်အဖြစ်ပေးတယ် You
Restore my ကျွန်တော်ရဲ့ soul. ဝိညာဉ်ကိုညင်သက်ခြင်းနဲ့ပြေဝစေတယ် You restore my soul. ကျွန်တော်ဝိညာဉ်ကိုအားဖြည့်ပေးတော်မူပါ You restore me. ကျွန်တော်အားပြည့်စေပါ You restore me. တပံအားပြည့်စေပါ Father, thank you that we can come to you. အဖေကဂရောဌာနသုံးဝင်ချင်းကခွဲရတဲ့ယေရှုတင်နေ Like when John came and he rested his head on your chest, Jesus. ဂရောရဲ့တပည့်တော်တွေဟာဂရောနာမှာချင်းကပ်ပြီးဂရောနဲ့အနာယူတ That ကယ် deep တော့ relationship. ဂရောနဲ့အတူယဉ်ဤကြောင်းဝင်စွာမေတ္တာရဖွဲ့ခွင့်ပေးတဲ့ယေရှုတင်နေ Beautiful rest. Yes. Yes. ဟုတ်ကဲ့ဟုတ်ပါတယ်တခင် Thank you, Lord. ဂရောယေရှုတင်နေ Thank you, Father God. ဖဖေယေရှုတင်ပါတယ် Deep rest. နင်းနဲစွာဖြင့်နာယူပါ You bring me beside still waters. ဂရောရဲ့ညီဝတ်ရထဲမှာခေါ်ဆောင်ပါ You make me lie down in the grass. စိန်လန်းတဲ့ကျဆားရရက်မှာလည်းအိတ်စီတယ် You restore my soul. ကျွန်တော်ရဲ့ဝိညာဉ်ကိုပြန်လည်ပြီးအားဖြည့် You ပေးတယ် restore my soul. ကျွန်တော်ဝိညာဉ်ကိုပြန်လည်ပြီးအားဖြည့်ပေးတယ် Deep down, deep down, deep down, deep down. Deep down, deep down. Deep down. Yes. Pour out your spirit. ဂရောဝိညာဉ်တော်နဲ့ Pour out your spirit. ဂရောဝိညာဉ်ကိုတွန်းလောင်းပေးပါ We're thirsty for you. ဂရောကိုဆာငတ်တယ် We're thirsty for you. ဂရောကိုဆာငတ်ပါတယ် We're thirsty for you. ဂရောထဲမှာညီဝတ်စွာနေစေပါ Thirsty. ဆာငတ်ပါတယ် You lead us beside the still waters. စိန်လန်းတဲ့ကျဆားရရက်မှာအိတ်စီတယ် Jesus said, "Come away and get some rest." တခင်ရှုကပြောပါတယ်တင်းရဲ့ပင်ပန်းတော့နဲ့ချင်းတဲ့လှုပ်ရှုပ်နေတဲ့နဲ့လာပြီးတော့မှအနိုင်ယူ Come ပါ away and get some rest. ငါထံသို့လာပြီးတော့မှငါစီမှာအနာယူပါနီးခံပါ Come away and get some rest. လာပြီးတော့မှငါနဲ့သူအ Come နာယူပါ away and get some rest. ငါထံသို့လာပြီးတော့မှအနာယူပါလာပါတိုးဝင်ပါ Some of you need emotional rest today. ခုချိန်မှာချွတ်တော်သူတွေအတွက်စိတ်
ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာထဲမှာခံစားချက်တွေအနားယူဖို့ been လိုအပ် having တယ် to deal with so many problems. ကျွန်တော်တို့ပြောကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေများစွာရှိတယ် Let's put all of the problems and stress into God's hands. အဲ့ဒီကြုံတွေ့ရတဲ့မဖြစ်ကိုမဖြစ်ရှင်းနိုင်တဲ့ဖြစ်ရှင်းဖို့ခက်နေတဲ့ပြဿနာတွေကိုဘုရားလက်ထဲကိုအပ်လိုက်ပါ Just pray after me. လိုက်ဆုတောင်းချက်ကိုလိုက်ဆိုပေးပါ Here's all the stress, Lord. ဒီခံစားချက်တွေကိုကိုရောသိမှတ်တော်မူပါ The stress from ministry, ဒီသာသနာနဲ့ပတ်သက်တဲ့အရာတွေ the pressure, ဖိအားတွေ the heaviness. လေးလံမှုတွေ Out of my hands now. ကျွန်တော်လက်ကနေဖယ်ထုတ်ပေးတော်မူပါ Into your hands, ကိုရောထံ Jesus. သို့လွှဲပြောင်းပေးပါတယ် Off of my shoulders. ကျွန်တော်ရဲ့ပခုံးပေါ်မှာ We put the heavy load on your shoulders, Jesus. ကျွန်တော်ပခုံးပေါ်နေဖယ်ပြီးတော့မှကိုရောပခုံးပေါ်သို့လွှဲပြောင်းပေးအပ်ပါတယ် You are my big ox. ကိုရောဟာကျွန်တော်ရဲ့ခွန်အားကြီးတော်သူဖြစ်တယ် I am the little ox. ကျွန်တော်ကတင်းငယ်တော်သူဖြစ်တယ် Thank you, Jesus. ကိုရောယေရှုတင်တယ် Thank you, Jesus. The Lord is bringing you into deep rest, ခင်တခင်ထံသို့တိုးဝင်ပြီးတော့မှသူစီကနေပြီးတော့မှသူ deep ထံ၌နားယူပါ trust and rest. ပြီးရင်သူကိုယုံကြည်ပါအားကိုးပါကိုးစားပါ Thank you, Father. ကိုရောယေရှုတင်တယ်ဖာ Thank you, Father, ယေရှုတင်ပါတယ်ဖာဖျား that you are doing the hard part of the work. ကိုရောဟာတကယ်ကိုလှုပ်လှုပ်တဲ့သူဖြစ်တယ် Thank you, Father. ကိုရောယေရှုတင်ပါတယ် Just keep receiving from the Holy Spirit. ခုချိန်မှာတန်ရှင်တော်ဝိညာဉ်တော်စီကနေသူထီချင်းကိုခံယူပါ Some of you may want to go to the back and lie down right now. ချစ်တော်သူတွေအခုချိန်မှာကျန်တဲ့သူတွေအနောက်ဘက်မှာနေပြီးတော့ If မှ you တက်တောင့် want. တက်တာနေလို့ရတယ်လဲရောင်းလို့ If you ရတယ် want. ထိုင်နေလို့ရတယ် Deep refreshment, တက်တော်လဲစချင်တယ်အပြည့်ပြီးအပြည့်ပြီး deep refreshment. မလာတော့ခေါင်းနဲ့အပြည့်ပြီးပါ Yes. He's washing you from many worries. ဒီလေးလံတဲ့ဝင်တကယ်ရှိ He's တာပဲ washing your soul တရားဝင်ကိုလေ from many stresses, honey. ဒီအားရများရှိနေတဲ့အရာစိတ်ပူစရာ From stress from all the years. တကယ်နဲ့ပေါင်းများစွာကရှိခဲ့ Thank you for your blood, Jesus. တကယ်ရှိသူတွေကိုကျေးဇူးတင်တယ် You are releasing her from that stress. ဒီရဲ့စိတ်ကစားချက်ပြီးအားအားလုံးလွတ်ပြောင်း That's right. Oh, receive deep. ခုချိန်မှာအပြည့်စီပြီဖြစ်တယ် That's very good. ဟောတကယ်ကောင်းတယ် Very good. Yeah. Right from Him. ခုချိန်မှာဘုရားစီကနေတသက်ချင်တာပဲ Lover of your soul. တရားဝိညာဉ်သူကချစ်တယ် Lover of my soul. ကိုရော Jesus. ကိုရောကိုဆောင်ငတ်တယ်ဖာ Lover of my soul. ကျွန်တော်ရဲ့ဝိညာဉ်ကိုချစ်ပေးတယ်သခင် Jesus. ယေရှုဖျား I rest in you. ကိုရောနဲ့အတူရှိချင်တယ် I rest in you. ကိုရောထဲမှာပဲရှိချင်တယ် Yes. ဟုတ်ကဲ့ပါသခင် I rest in you. ညသင်ကိုတတ်တာစီမယ် Lover of my soul. ငါရဲ့သင်ဝိညာဉ်ကိုချစ်တယ် I rest in you. သင်ကိုအနာယူစီမယ် Lover of my soul. သင်ဝိညာဉ်ကိုအဖြစ်ပေးမယ် I rest in you. ကိုရောနဲ့သူနာယူမယ် For some of you, demons have put heavy burdens on you. ချို့သူတွေကို
ကျွန်တော်ရန်သူဖြစ်တဲ့မနက်ကလေးလံတဲ့အရာတွေဝင်နေတင်ထားတယ် heavy pressure, တကယ်ကိုကြီးမားတဲ့ဖိအားတွေနဲ့တွန်းအားတွေနဲ့ even a spirit of religion. ဘာဖြစ်လို့လဲဆိုတော့သင်ဟာဝိညာဉ်ရေးအောင်မှာ And in ဦးဆောင်တဲ့သူဖြစ်လို့ Jesus' ဖြစ်တယ် name, အဲ့ဒါကိုယေရှုနာမ၌ I say the Lord rebuke all heaviness. ဘုရားသခင်ကသင်အဲ့ဒီလေးလံတဲ့ຢာတွေကိုဖယ်ထုတ်ပြီးတွန်းထုတ်ပေးမှဖြစ်တယ်ဖယ်ရှားပေးမှဖြစ်တယ် All heavy burdens, လေးလံတဲ့ຢာတွေကြီးတဲ့ဝန်တွေ I bind in Jesus' name. သခင်ယေရှုမှာထည့်ပေးပါတယ်ဆိုပြီးတော့ And I cancel the power of it now. ပြီးတော့ဒီစရမန်နဲ့တကူကို Get off God's people. ဒီလူတွေပေါ်နေပြီးတော့မှဖယ်ရှားပါတယ် Get off now in Jesus' name. ယေရှုနာမနဲ့ထွက်သွားဖို့ရန်မိန့်ပေးတယ် Thank you for your divine rest. ကိုရောရဲ့နီလန်အဖြစ်သက်သာစေလို့ယေရှုတင်နေ Thank you for the gift of rest and trust. သူပေးတဲ့ညီသက်ချင်းချမ်းသာအတွက်ယေရှုတင်ပါသူကိုပဲအားကိုးပါ Thank you, Father. ဖဖျားကိုယေရှုတင်နေ Lover of my soul, နော်ရဲ့ဝိညာဉ်ကိုအဖြစ်ပေးပါ Jesus. ခင်ယေရှုဖျား Lover of my soul, နော်ရဲ့ဝိညာဉ်ကိုအဖြစ်ပေးပါ ခင်ယေရှု Jesus. ဖျား Come and refresh me. ကျွန်တော်ကိုအဖြစ်ပေးတော်မူပါ Come and renew me. အသစ်တစ်ဖန်အဖြစ်ပေးပါ Yes. Thank you, Father. ယေရှုတင်နေပါယေရှုတင်နေလက်ဆန်းစေတဲ့တော့ယေရှုတင်နေပါအော်လေးတဲ့ဝန်ဒီကိုတော့ဖယ်ရှားပြီးဖြစ်တယ် Your perfect love casts out the fear. ကိုရောရဲ့ချစ်ချင်းမေတ္တာက Jesus, ကိုဖယ်ရှားပြီးဖြစ်တယ် You carry the heavy load of ministry. အော်ကိုရောဖျားဒီတာသနာထဲမှာရှိတဲ့လေးတဲ့ຢာတွေကိုတော့တည်ဆောင်ပေးပါ Thank you that your rest empowers trust. ကိုရောတိုက်အားကိုးပြီးတော့မှညီသက်စေဆိုအကျေးဇူးတင်နေ Your rest empowers our relationship with ကို you. ရောနဲ့အတူအနာယူပြီးတော့မှမေတ္တာရဖွဲ့ခွင့်ရတဲ့ကျေးဇူးတင်နေ Your rest empowers fruitfulness. ဒီသူနဲ့သူခွန်အားယူခြင်းအဖြစ်တင်အတီးတီးလာတဲ့သူဖြစ်လာနိုင်မယ်ဖြစ်မယ် And your rest empowers evangelism. သင်ခရစ်တော်၌မေတ္တာရဖွဲ့ခြင်းဟာသင်ရဲ့သာသနာအတွက်အောင်မြင်ခြင်း Hallelujah. အာမင် Hallelujah. ဟာလေလုယာ Thank you, Father. ကိုရောကျေးဇူးတင်နေဖာ Thank you, Father. ကျေးဇူးတင်နေဖာဖျား Wow, beautiful Savior. ကိုရောဟာအောပွဲကဲတင်တော်ရှင်ဖြစ်ပါတယ် And so, Father, we want to do everything from a place of rest and trust. ဖဖျားတာမီရဲ့ကဏ္ဍအသီးသီးမှာကိုရောကိုပဲယုံကြည်တယ်ကိုရောနဲ့အတူသွားဖွဲ့ရန်အတွက်ရွေးချယ်ပါတယ် Trust in the Lord with all your heart. ကျွန်တော်စိတ်နှလုံးအကျွင်းမဲ့အစွမ်းစားရှိတဲ့ဘက်နဲ့ထာဝရဘုရားကိုကိုးစားရအောင် Do not look to your own understanding, ကိုယ့်ရဲ့နားလည်ခြင်းသိခြင်းတတ်ခြင်းထဲမှာမသွားပါနဲ့ but in all your ways acknowledge Him, ကျွန်တော်တို့ရဲ့နီလန်းတွေအားလုံးကကိုရောစီကပဲလာတာဖြစ်တယ် and He will direct your paths. ကျွန်တော်တို့ရဲ့လမ်းကိုသူပဲလမ်းညွှန်ပေးမှာဖြစ်တယ် Hallelujah. ဘုရားသခင်ဘုန်းကြီးပါစေ Hallelujah. Thank you, Jesus. ကိုရောကိုကျေးဇူးတင်တယ် We give you praise. ဟာလေလုယာ We love ချီးမွမ်းပါတယ် We ကိုရော praise ချစ်တယ် you. ကိုရောဂုဏ်ပြုပါတယ်ချီးမွမ်းပါတယ် Hallelujah. အာမင် Some people are still receiving deeply. ချို့တော်သူတွေထပ်ပြီးတော့မှမျက်မှောက်တော်ထက်တိုးဝင်ပြီးတော့မှခံယူပါ And other people are finished now. ချို့တော်သူတွေပြီးမြောက်သွားခဲ့တယ်ဆိုလို့ရှိရင် So we're going to transition into a time of writing in our journals. ကျွန်တော်တို့ရဲ့မဆုဆောက်ထဲမှာပြန်ပြီးတော့မှရေးမှတ်မယ် But if you are still receiving from God, just stay in that place. ကဲကိုကမျက်မှောက်တော်ထဲကနေပဲရှိနေသေးတယ်မျက်မှောက်တော်တိုးဝင်နေတော့ဆိုရှိတဲ့နေရာမှာပဲဆက်ပြီးတိုးဝင်ပါခံယူပါ And in your journal, သင်ရဲ့မဆုထဲမှာ I want to invite you to invite you to choose a scripture. သင်ကို
နှုတ်ကပတ်တော်ရွှေ့ကျမ်းချက်တွေရွေးချယ်ဖို့ရန်အတွက်ပြောချင် and တ to ယ် just read the scripture over and rest. ပြီးတော့အဲ့ဒီကျမ်းချက်ကိုရေးပါ You may even want to read Psalm 23. ကျွန်တော်တို့စာလံ23ကိုဖတ်ရွတ်မယ် You can just read the scripture over. အဲ့ဒီကျမ်းချက်ကိုဖတ်ပြီးသွားတဲ့အခါမှာ Just read the scripture slowly. အဲ့ဒီကျမ်းချက်ကိုဖြည်းဖြည်းလေးပြန်ဖတ်မယ်တစ်လုံးချင်းဖတ်မယ် So Bible study is very good. ကျမ်းစာလေ့လာတာအရန်ကောင်းတယ် And Bible reading is very good. ကျမ်းစာကိုဖတ်ရွတ်ရတာကောင်းပါတယ် But we also need to do Bible meditation. ဒါပေမဲ့အဲ့ဒီကျမ်းချက်ကို Amen. ဆင်ခြင်နှလုံးသွင်းဖို့ရန်အရေးကြီးပါတယ် Bible meditation and rest, they go together. ကျမ်းစာကိုဖတ်ရွတ်ဆင်ခြင်ခြင်းဟာသူနဲ့သူညီသက်စွာအချိန်ယူနာယူခြင်းပဲဖြစ်တယ် With Bible meditation, we read a scripture slowly. ကျမ်းစာကိုဆင်ခြင်နေဆိုတာကရေးထားတဲ့ကျမ်းချက်ကိုဖြည်းညင်းစွာဖတ်ပြီးတော့မှနှလုံးသွင်းတာပဲဖြစ်တယ် We ask, Father, how does this apply to my life? ဒီအတိုင်းလက်တွေ့လှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ဆုတောင်းမယ် And then we listen ပြီးတော့သူဘာပြောလဲဆိုတာကိုနားထောင်မယ် and we think about the scripture peacefully. ပြီးတော့ဒီကျမ်းချက်ကဘာကိုဆိုလို့လဲဆိုတာကို You စဉ်းစားမယ် you can read Psalm 23 or a different passage. စာလံ23ကိုလည်းဖတ်နိုင်တယ်လို့အခြားသောကျမ်းစာကိုလည်းဖတ်နိုင်ပါတယ် Maybe Psalm 121, ဥပမာအနေနဲ့စာလံ121ခုမြောက်သောစာလံ maybe Psalm 18, the first couple verses, စာလံ18မှာပါတဲ့ပထမပိုက်တွေ maybe Psalm 40, the first couple verses. စာလံအခန်းကြီး40မှာပါတဲ့အပိုင်းတွေ Choose any of the verses. ကိုဘုရားဖော်ပြသလိုနှစ်သက်တဲ့ကျမ်းချက်ကိုရွေးချယ်ပြီးဖတ်ပါ Let's have a restful Bible meditation time now for 10 minutes. ခုချိန်မှာ10မိနစ်လောက်ကျမ်းစာကိုဆင်ခြင်နှလုံးသွင်းဖို့ချိန်ယူမှာဖြစ်တယ် Breaking rejection. You are the lover of her soul.
Father God is so kind. ကျွန်တော်ဖခင်ဟာတကယ်တနာကျင်နာတဲ့ဖခင်ဖြစ်ပါတယ် He keeps giving and giving and giving to us. သူကကျွန်တော်တို့ကိုပေးပြီးရင်ပေးပြီးသူ့ရဲ့ချစ်ချင်းမေတ္တာကိုပေးနေတာဖြစ်တယ် And we need to receive from Him. ဒါကြောင့်သူစီကနေကျွန်တော်တို့အမြဲတမ်းလက်ခံယူဖို့ပဲဖြစ်ပါတယ် And out of the overflow, we evangelize. ကျွန်တော်တို့ရဲ့ဧဝံဂေလိသာသနာပေါ်မှာလည်း Amen? တွန်းလောင်းမှာဖြစ်တယ်အာမင် As we're being filled and filled with the Holy Spirit, ကျွန်တော်တို့ကနေ့ရက်တိုင်းမှာဝိညာဉ်တော်နဲ့ပြည့်ဝဖို့ပဲဖြစ်ပါတယ် out of the overflow, we evangelize. ကျွန်တော်တို့အဲ့ဒီကနေပြည့်ပြီးတော့မှရှန်ထွက်လာတဲ့အခါမှာကျွန်တော်သာသနာမှာအောင်မြင်မှာဖြစ်တယ် Hallelujah. ဘုရားသခင်ကောင်းချီးပေးပါစေ We've been buying bananas at the corner store every day. ဆိုတော့မနေ့တိုင်းမှာဘနာနာကိုဝယ်ပါတယ် And there's this one woman there, and she's Pakistani. နော်အဲ့ဒီမှာရောက်တဲ့သူကပါကစ္စတန်ဖြစ်ပါတယ် And she saw the glory of God on my face. သူကကျွန်မကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ဘုန်း She's a ကို Muslim. မြင်ရတယ်သူကအစ္စလာမ်ဖြစ်တယ် She said, "Oh, it's nice to meet you. အဲ့နဲ့သူကပြောတယ်တွေ့ရတာဝမ်းသာပါတယ် I love you. မင်းကိုချစ်တယ် I want a photo with you." မင်းနဲ့သူဓာတ်ပုံရိုက်လို့ရမလား And I was blessing her. အဲ့ဒီခါမှာဒီရဲ့အတွက်ချီးမွမ်းပေးတယ် And I've been building a relationship with her for the last 2 weeks. လွန်ခဲ့တဲ့နှစ်ပတ်ကစပြီးတော့သူနဲ့အတူဒီဆက်ဆံရေးကိုတည်ဆောက်ခဲ့တယ် And I'm getting ready to share the gospel with her. အဲ့ဒါကသူ့ကိုဧဝံဂေလိဝင်ကဖို့ရန်အစဉ်သစ်ဖြစ်ဖို့ဖြစ်တယ် Right? Out of the overflow, God opens the ကျွန် doors. တော်တို့ထဲမှာပြည့်ရှင်လာတဲ့အခါ Amen. မှာဘုရားသခင်ကလမ်းဖွင့်ပေးတာဖြစ်တယ် Hallelujah. ဘုရားသခင်ဘုန်းကြီးပါစေ We're going to transition now into small groups. ခုချိန်မှာကျွန်တော်တို့လက်တွေ့သက်ဆောင်မဲ့အချိန်ကိုယူမှာဖြစ်တယ် So, getting back to the topic of rest, ပြီးတော့ကျွန်တော်တို့ခေါင်းစဉ်ကိုပြန်ကြည့်မယ် in small groups, please share which area of rest you struggle with. ဒီမှာပေးထားတဲ့ဥပမာအချက်လက်တွေကိုကျွန်တော်တို့ရဲ့အဖွဲ့ငယ်လေးတွေမှာအပြန်လှန်ဝေမျှမယ် So, each person shares one area they struggle with. အဖွဲ့ငယ်ထဲမှာပါတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကတစ်ခုစီဝင်ရမယ် So, if David is in my small group မာဒေးဗစ်နဲ့ကျွန်တော်နဲ့ကတစ်ဖွဲ့တည်းဖြစ်တယ် and he's struggling with not getting enough sleep, မာသူကတော့အိမ်မပျော်တဲ့အရာ and he keeps going to bed at 1 o'clock in the morning, 2 o'clock in the morning, သူအိမ်ရဝင်တာကတော့မနေ့တနိုင်လောက်မှဝင်တယ် right? Then he's sharing that. နော်အဲ့ဒါကတကယ်ကို And then I'm going to pray for him. ဝင်ရတဲ့ဟာကိုကျွန်တော်တို့သူ့အတွက်ဆူတောင်းပေးမယ် Father, you give sleep to him. ဖေးဤသားကိုအိပ်ပျော်စေပါ Empower his sleep in the name of ဤ Jesus. သားအိပ်ပျော်ဖို့အတွက်ဆူတောင်းပေးပါတယ် Help him to get to bed on time. နော်အဲ့ဒီတကယ်ကိုခက်ခဲတဲ့ချိန်ဖြစ်တော့လေ The word of God says his sleep will be sweet. နော်အဲ့ဒီခါမှာနှုတ်ကပတ်တော်ကသူ့ကိုအိပ်ပျော်စေမယ်ဝမ်းမြောက်စေမှာဖြစ်တယ် And so you pray for the one in your group. ဆိုတော့ကိုယ့်ဖွဲ့ထဲမှာပါတဲ့သူကိုကျွန်တော်တို့ကဆူတောင်းပေးဖို့ပဲဖြစ်တယ် Okay? စင်ပြေလား So let's take 20 minutes in small groups now. ဒီ small group ကိုကျွန်တော်တို့အချိန်မိနစ်20ယူမှာဖြစ်တယ်ခုစလို့ရပြီ
areas